အားလုံးပဲမင်္ဂလာပါပေါ့ကတ်ပိုင်ဟိုလီကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဆ iam မဒေါက်တာမိုးရေးသားထားတဲ့ကိုကူကိုပြန်လဲတည်ဆောက်ခြင်းဆိုတဲ့စာအုပ်လေးကိုဖတ်ပြသွားချင်ပါတယ်အခုလက်ရှိရောက်နေတဲ့နေရာကနေသဆင့်မြင့်ပြီးတိုးတက်ပြောင်းလဲခြင်းရင်အသွေးသစ်အမြင်သစ်လူသစ်စိတ်သစ်နဲ့ပြောင်းလဲကြိုးစားပြီးမိမိကိုယ်ကိုပြန်လဲတည်ဆောက်လိုက်ပါဒေါက်တာမိုးစာရေးသူ၏အမှားစာလူတိုင်းတနည်းနည်းတစ်ချိန်ချိန်ဘဝမှာအခက်အခဲကြုံမှုကြလိမ့်မယ် feeling stuck in life ဖြစ်ဖူးကြလိမ့်မယ်အခက်အခဲတွေစိန်ခေါ်မှုတွေကိုတားဆီးပိတ်ဆို့နေလို့တွေးထင်ပြီးစိတ်သက်ကြနေရတဲ့ကြံ့ကြံ့ခံစိတ်ထားပြီးရုံထွက်အဖြေရှာသူတွေကအခွင့်အလမ်းသစ်တွေရလာကြတယ်အခက်အခဲတွေကိုကြော်ဖြတ်ရတာကြောင့်စိတ်သက်ကြံ့ခိုင်မှုခံနိုင်ရရှိမှုတွေတိုးတက်စေပြီးအခြေအနေသစ်တွေကိုလိုက်ရောညီထွေအောင်စိတ်ထားသက်ခြင်းကြောင့်personal နဲ့ professional တိုးတက်မှုများစွာရရှိလာပြီးအောင်မြင်မှုပန်းတိုင်ရောင်နေသစ်စီတို့လမ်းသက်စေမဲ့ခြေလမ်းများအဖြစ်ပြန်လည်ပုံဖော်နိုင်ကြမှာပါဒီဆောင်ကိုဖတ်ပြီးကိုပြန်လည်တည်ဆောက်နိုင်မဲ့လူတွေကိုနောက်တစ်ဆက်မြင့်ချင်တဲ့လူတွေဘဝမှာပုံမအောင်မြင်ပျော်ရွှင်နိုင်မဲ့လူတွေဖြစ်လာလိမ့်မယ်လို့စာရေးသူအနေနဲ့ယုံကြည်မိပါတယ်ဒေါက်တာမိုးဆုံးဖြတ်ချက်မှန်ပါစေအသက်20-30နှစ်ကြာအရွယ်တွေကဘဝမှာအခက်ခဲဆုံးအချိန်ပါပဲ personality change ဖြစ်တဲ့အရွယ်မို့ကိုယ့်ဘာသာကိုဘာဖြစ်ချင်မှန်းမသိကြဘူးမိဘစကားလည်းနားမထောင်ချင်ကြသလိုကိုယ့်ဘာသာဘာလုပ်ရမှန်းမသိကြဘူးအိမ်မက်ကရေးရမရှိသလိုအလောက်ကင်ကောင်းစီးပွားရေးငွေရေးကြေးရေးကလည်းခိုင်မာမှုမရှိကြသေးဘူးအသက်20-30နှစ်ကြာကာလဟာဘဝမှာအရေးကြီးဆုံးဆုံးဖြတ်ချက်တွေချပေးတဲ့ကာလမိမိဘဝမှာနေချင်တာကိုစတင်ပုံဖော်ရမယ့်အချိန်မှာစိတ်ပညာရှင်မတ်ဂျွေကပြောတယ်ဘဝမှာအရေးကြီးတဲ့80%သောဆုံးဖြတ်ချက်တွေကအသက်35နှစ်မတန်ခင်မှာချပြီးနေကြပြီအသက်20-30နှစ်ကြာမှာတခုခုလုပ်ဖို့ကြောက်နေတာတွေ့ဝင်နေတဲ့လူတွေကဘဝမှာအောင်မြင်ဖို့မလွယ်ဘူးအသက်20-30နှစ်ကြာမှာအချိန်မှပဲအချိန်ကုန်မနေပဲဖြစ်ချင်တာကိုစွန့်စားလုပ်ကြည့်ပါအလုံးမျိုးစုံလုပ်ပြီးမိမိနဲ့တင့်တော်တာတွေ့လာပါလိမ့်မယ်ငွေရေးကြေးရေးကိုဘတ်ဂျက်ချတတ်အောင်စဉ်းမှန်ပါအခက်အခဲဆုံးကာလကိုကောင်းကောင်းအသုံးချနိုင်ရင်ဆုံးဖြတ်ချက်ကောင်းချနိုင်ရင်ကျန်တဲ့ဆုံးဖြတ်ရမယ့်ဘဝမှာအေးအေးဆေးဆေးအဆင်ပြေနေနိုင်သွားပြီပေါ်ပေါ်ဆဆနဲ့ဘဝကိုဖြတ်တန်းရင်လည်းအသက်ကြီးလာရင်အိမ်မက်အနာဂတ်မဲ့သူတယောက်ဖြစ်လိမ့်မယ်အနာဂတ်ဘဝမှာတာယာရရနေနိုင်ဖို့အသက်20-30နှစ်ကြာမှာဆုံးဖြတ်ချက်တွေမှန်ဖို့လိုတယ်အသက်22နှစ်ပြည့်ပြီးရင်လှုပ်တဲ့အချက်9ချက်22နှစ်ပြည့်ပြီးဘဝမှာတစ်စစ်ချိုးပြောင်းလဲသွားပြီအချိန်တွေတအားပေါ်တယ်မထင်ပဲလှုပ်ထိုက်တာတွေကိုတစ်ခုပြီးတစ်ခုလှုပ်ပြီးအချိန်ကိုအကျိုးရှိစွာကုန်ဆုံးပါဆိုရှယ်မီဒီယာမှာပဲအချိန်ဖြုံးမနေပဲဘဝအတွက်ရည်မှန်းချက်ရှိပါစေတည်တဲ့အသိပညာတက်တဲ့ skill တွေကိုသင်ယူပါပညာရှိဦးလူမကိုဆိုတဲ့အတိုင်းပညာရေးကိုဆုံးခန်းနိုင်အောင်သင်ယူပါ career ကောင်းကောင်းရအောင်တည်ဆောက်ပါနှစ် Atomic Habit by James Clear စာအုပ်ကိုဖတ်ပါအသက်30-40အရွယ်ကျရင်ပြုစုပြောင်းထောင်တဲ့အပြုမှုအကျင့်ကောင်းတွေနဲ့ဘဝမှာဆုံးဖြတ်ချက်မှန်ကန်စွာချတတ်အောင်သင်ကြားပေးပါလိမ့်မယ်။ဘာလို့စွမ်းကုန်ကြိုးစားပါဒီဇိုင်းမမတ်လုပ်ပါနယ်ပယ်အသစ်တွေမှာကြိုးစားကြည့်ပါလူတွေနဲ့ပေါင်းသင်းဆက်ဆံသင်အောင် networking ကောင်းအောင်လုပ်ပါ၄အချစ်စိတ်ခံစားမှုကအရေးကြီးပေမဲ့တခဏတာပျော်ရွှင်မှုအတွက်တဘဝတာစိတ်ဆင်းရဲရတာမဖြစ်ပါစေနဲ့လက်ရှိတကူတဲ့ဘဝမှာလွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်နေထိုင်ပါ၅တငယ်ချင်းမိတ်ဆွေရွေးပေါင်းပါကိုကြိုးစားစေမဲ့တိုးတက်စေမဲ့သူတွေနဲ့များများပေါင်းပါအသိချတတ်သူအစိတ်သင့်စေသူဒရမာများသူတွေကိုဝေးရှောင်ပါ6အမားလုံးမိရင်ပန်းနုတွေလုပ်ပြီးသူတစ်ပါးကိုအပြစ်ပုံမချပဲတာဝန်ယူပါနောက်ထပ်မလုပ်မိအောင်သင်ယူပါခွန်ချက်ချင်းချမ်းသာတာကိုမမှတ်ပဲရေရှည်ကိုစဉ်းစားပါမတက်နိုင်ပဲအကျွေးနဲ့ဝယ်ရမယ့်တန်ဖိုးကြီးတာတွေကိုမဝယ်ပဲအလုပ်လုပ်ပြီးပတ်စံစုပါပတ်စံကိုတိုးဖွာအောင်လုပ်ပါအသက်30အရွယ်မှာတည်တဲ့အချက်တွေ1ဘဝအတွက်မှန်ကန်တဲ့လက်တွဲဖို့ကိုရွေးချယ်လက်ထပ်ပါမှန်ကန်တဲ့ရွေးချယ်မှုကတင့်ကိုရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနဲ့ငွေကြေးခိုင်မာမှုတည်ဆောက်ဖို့ကူညီပေးပါလိမ့်မယ်နှစ်လူတွေကဘဝကိုဖြစ်ချင်ရာဖြစ်နေတတ်ကြတယ်ကောင်းကောင်းမွန်မွန်မြင့်မြင့်မားမားနေချင်ရင်မိမိကိုယ်ကိုပြုပြင်ပြောင်းလဲမှရပါလိမ့်မယ်3ရည်မှန်းချက်ကြီးသူစိတ်အားထက်သန်သူတော်တဲ့လူ9ယောက်နဲ့ပေါင်းခြင်းဖြင့်မိမိလည်းကြိုးစားခြင်းစိတ်
အတွေးခေါ်တွေပြောင်းလဲပြီးတနည်းနည်းတစ်ချိန်မှာသူတို့လိုဖြစ်လာမှာပါလေတခုခုဆိုဘယ်သူကမှပတ်စံအလကားလာမပေးဘူးဂယူးမဆိုင်ဘူးဆိုတာတဘောပေါက်တဲ့အသက်အရွယ်ရောက်နေပြီမိမိယုံကြည်တဲ့အရာတွေနောက်ကိုအချိန်မနှောင်းခင်လိုက်ပါငါတဘောမကျအားမကျတဲ့လူတွေစီကအကြံဉာဏ်ကိုလုံးဝမယူပါနဲ့6ပေါင်းတဲ့တငယ်ချင်းတိုင်ဝမ်နေစီကစီးပွားရေးစိတ်ကူးတွေမိသားစုနဲ့အောင်မြင်မှုတွေကိုပုံမဆွေးနွေးတဲ့အသိင်ဖြစ်နေပြောပြီးအချိန်ကုန်မနေပါနဲ့ခွန်သူတစ်ပါးစီမှာရာသက်ပံအလုပ်လုပ်တာထက်တပတ်မှာ15နာရီလောက်မိမိရဲ့စိတ်ကူးအိမ်မက်ကိုပိုင်လုပ်ငန်းအကောင့်ထဲပေါ်ဖို့ကြိုးစားပါရှစ်အစိတ်တောက်ဖြစ်စေတဲ့သတင်းတွေ Netflix တွေကိုကြည့်ရှုခြင်းဒါမှမဟုတ် social media ကိုလိမ့်ကြည့်ပြီးအချိန်ဖြုံးခြင်းတဲ့ဘဝတုဒကျွဲဝစေမဲ့စာအုပ်ဖတ်ခြင်းမှာအဖိုးတန်တဲ့အချိန်တွေကိုရင်းနှီးမြှုပ်နှံပါကိုမိမိလိုချင်တဲ့ဘဝကိုတည်ဆောက်ဖို့အခွင့်အလမ်းတွေကိုဖန်တီးပါကိုယ့်ရဲ့ဘဝမှာဖြစ်နေတဲ့ပြဿနာတွေကိုဘယ်သူမှလာကယ်တင်မှာမဟုတ်ဘူး10အလုံနာရက်ဖြစ်တဲ့စနေသတင်းတွေမှာပါတီတွေတက်တောက်စားအချိန်ဖြုံးတာထက်မိမိဖြစ်ချင်တဲ့လိုချင်တဲ့ဘဝအသက်မွေးဝမ်းကြောင်းတစ်ခုကိုတည်ဆောက်ဖို့အသုံးပြုပါ17ခင်မင်ရတဲ့မိတ်ဆွေတငယ်ချင်းတွေကအကူအညီလိုတဲ့အခါမှာသာဖုံးဆက်မယ်ဆိုရင်သူတို့ကိုဦးစားပေးတဲ့စီရင်ကထုတ်ဖို့အချိန်တန်နေပါပြီအထက်ပါအချက်တွေကဘယ်ချက်တွေလုပ်ဖြစ်ကြလဲအခက်ခဲကြုံလာရင်ရုံထွက်ပါဘဝမှာတစ်ခါလေမမျှော်လင့်ပဲကြုံတွေ့ရတဲ့အခက်ခဲတွေကကိုယ့်အတွက်အကောင်းဆုံးနောက်ထပ်အခွင့်အရေးတစ်ခုကိုပြန်ကြိုးစားဖို့အခွင့်အလမ်းတစ်ခုလည်းဖြစ်တတ်တယ်နောက်ထပ်မတူညီတဲ့နယ်ပယ်တစ်ခုမှာ feeling ရဲ့လိုအားယူပြီးအသစ်တစ်ဖန်ပြန်လည်မွေးဖွားဖို့အောင်မြင်ဖို့ကံကြမ္မာကပြောင်းလဲပေးတာလည်းဖြစ်နိုင်တယ်မမျှော်လင့်ပဲရိုက်ချခံရတာအခက်ခဲကြုံလာရင်အကြာကြီးစိတ်ညစ်စိတ်ပြက်ပြီးရက်မနေပါနဲ့ကြာလေရုံထွက်ရခက်လေပါမိမိကိုယ်ကိုယ်လည်းကန်ဆိုးသက်တူတရားလို့အပြစ်တင်ခံစားမနေနဲ့မိမိအတွက်ဘာရွေးချယ်မှုတွေရှိနိုင်မလဲဖြစ်နိုင်တာတွေကိုစဉ်းစားပြီးရေတိုရေရှည်အစီအစဉ်ချပါကိုဘာလောက်ရမလဲရွေးချယ်ပြီးအရှင်ပလန်ချပြီးမြင်မြန်ပြန်ရုံထွက်ပါအခုဖြစ်နေတဲ့ chapter မှာမအောင်မြင်ပေမဲ့ next chapter မှာဒီထက်ပိုအောင်မြင်နိုင်ပါသေးတယ်အကောင်းမြင်စိတ်လေးထားပြီး move on လုပ်လိုက်ပြီး the best version of new you ကိုပြန်လည်ဖန်တီးယူလိုက်ပါမိမိကိုယ်ကိုပြိုင်ပါလေ့လာတွေ့ရှိချက်အရအကောင်းမြင်တဲ့လူများစုဟာဘဝမှာအောင်မြင်အဆင်ပြေနေသူတွေဖြစ်ကြတယ်အဲ့လိုအခြေအနေကတော့ဘယ်သူမှတန်းရောက်လာမှာတော့မဟုတ်ဘူးအစ်စ်တွေအများကြီးဖြတ်ပြီးနှစ်ပေါင်းများစွာကြိုးစားအားထုတ်ခဲ့ကြရတယ်ကိုအဲ့ဒီလိုအခြေအနေမရောက်သေးလို့တိမ်ငယ်စရာလည်းမလိုသလိုမနာလိုလည်းမဖြစ်နဲ့ဘဝချင်းမတူလို့သူများနဲ့မတိုင်းရှင်နဲ့မကောင်းမြင်စိတ်ကိုဖဲ့ပါပူလောင်ပြီးကိုလည်းပြောင်းလဲသွားတာမဟုတ်ဘူးမိမိကိုယ်ကိုပြိုင်ပါမနေ့ကတည်းကဒီနေ့ပိုတိုးတက်အောင်လုပ်ပါ The more you focus on yourself the better you become တိုးတက်လာတာနဲ့အမျှကိုလည်းသူတို့လိုလောကကြီးကိုအကောင်းမြင်လာတတ်ပြီးစိတ်ချမ်းသာအကြည်သက်ရလာလိမ့်မယ်မယုံရင်ဒီနေ့ကစပြီးစမ်းကြည့်လိုက်ပါအစွမ်းကုန်အားထုတ်ကြိုးစားပါမြန်မာနိုင်ငံကကျောင်းသားတွေနိုင်ငံရဲ့ခြားမှာကျောင်းသားတက်ရင်တေချာကြိုးစားတဲ့နဲ့ကိုနဲ့အရွယ်သူတွေလစာကောင်းယာတုကောင်းတဲ့အလုပ်လုပ်နေချိန်မှာနိုင်ငံရေးအခြေအနေကြောင့်မြန်မာနိုင်ငံကကျောင်းသားတွေနှစ်နာဆုံးရှုံးခဲ့ကြတာတွေကိုအစားထိုးပြီးမြန်မြန်လိုက်နိုင်အောင်အစွမ်းကုန်ကြိုးစားအားထုတ်ပါမြန်မာနိုင်ငံမှာငွေကြေးဖောင်းပွားမှုကြောင့်ကျောင်းတစ်ဖက်တလန်းတက်ရင်အလုပ်လုပ်မယ်ဆိုရင်လည်းအလုပ်သိမ့်မရွေးပဲရအလုပ်စလုပ်ပြီးတင်ယူပါဟန်ဘယ်ဖြစ်ကြပါအင်တာဗျူးအစီအစဉ်တစ်ခုမှာသူ့အတွက်ဘယ်လုံးမှနှိမ့်ကြတယ်ဆိုတာမရှိဘူးပကံစည်းတဲ့အလုပ်လုပ်ဘူးတလို့အိမ်သားတွေလည်းအများကြီးဆေးခဲ့ဘူးတယ်အလုပ်လုပ်ရင်ကြောင်းတက်ရင်တငယ်ချင်းတစ်တွေပေါင်းရင်အိုင်ဒီယာတစ်တွေပိုရလာပြီးအလုပ်ကိုင်အခွင့်အလမ်းတွေပိုမြင်လာတယ်အလုပ်တစ်ခုတည်းလုပ်တာကနေစိတ်စားစိတ်လောက်တာပဲရှိမယ်အားရင်အပိုလုပ် side hustle လုပ်တဲ့အောင်လဲတင်ယူလေ့လာပါကို့မှာမရှိတဲ့အရာကိုသူများကိုပေးလို့မရဘူးဒါကြောင့်မလို့မိမိကိုယ်ကိုတန်မိုးရှိအောင်လုပ်ပါ new skill တွေသင်ယူပါအတွေ့အကြုံရအောင်လေ့လာပါကိုတိုးတက်လာမှသူတစ်ပါးကိုပုံကူညီနိုင်မယ်အိမ်ပိုင်ဖို့စင်သက်မြင့်တဲ့ဘဝမှာနေနိုင်ဖို့နှစ်နှဲငယ်ရင်းနှီးမြှုပ်နှံမှုစူးစမ်းလိုက်ရင်ဘဝကြီးပြောင်းလဲသွားနိုင်ပါတယ်မိမိဘဝကိုပုံဖော်နိုင်သူပဲ့ကန်ရှင်ကကိုပဲမို့စွမ်းကုန်ကြိုးစားအားထုတ်ကြပါငယ်ရွယ်စဉ်ကလေးကငွေရေးကြေးရေးအရာအောင်မြင်ဖို့လုပ်တဲ့အချက်၅ချက်အသက်ငယ်ရွယ်စဉ်မှာအနာဂတ်အတွက်လှုပ်ရှားအများကြီးရှိပါတယ်ငယ်ရွယ်စဉ်ကလေးကငွေရေးကြေးရေးအရာအောင်မြင်ဖို့အုံမြင့်ချဖို့အကောင်းဆုံးပါအသက်20ဝန်းကျင်ကနေစပြီးအသစ်တွေစမ်းသက်တာရင်းနှီးမြှုပ်နှံတာစီးပွားရေးလုပ်ငန်းစတင်တာတွေလုပ်သင့်ပါတယ် self-made millionaires ကိုပါတာငွေရေးကြေးရေးချမ်းသာလာတဲ့လူတွေပေးတဲ့အကြံကတော့1င
ငွေမဖြုံးပဲငွေစုပါအသက်20ဝန်းကျင်ရွယ်မှာအလောက်ကဆလောက်ခါစားဖြစ်လို့ဝင်ငွေကောင်းကောင်းမရှိကြပါဘူးပတ်စံကိုမလိုအပ်တာတွေမဖြုံးပဲစုပြီးရင်းနှီးမြုပ်နှံပါစောစောစီးစီးစပြီးလုပ်ရင်နှစ်ကြာလာရင်တိုးရင်ပေါင်းရင်တွေနဲ့အများကြီးဖြစ်သွားမှာပါနှစ်မိမိကိုယ်ကိုရင်းနှီးမြုပ်နှံပါအသက်20ရွယ်မှာဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတော့ဖြစ်ပေမဲ့ခဏလေးနဲ့တန်မိုးကြတဲ့ဈေးကြီးတဲ့ကားတွေခေတ်ပေါ်အသုံးဆောင်တွေပတ်စံကုန်မဲ့အစားမိမိကိုယ်ကိုတိုးတက်အောင်ရင်းနှီးမြုပ်နှံဖို့စာဖတ်ပါအရေးချင်းတွေများလေအလုံးရရှာရလွယ်ပြီးတော်ရုံအလုံးအဖြုတ်မခံတဲ့တမိုးရှိတဲ့လူတစ်ယောက်ဖြစ်လာမှာပါ3အိမ်ချမ်းမြေမှာရင်းနှီးမြုပ်နှံပါအိမ်ချမ်းမြေတွေကဈေးမြင့်တက်နေလို့အသက်20ကျော်ကလေးကစတဲ့ရင်းနှီးမြုပ်နှံရင်မီလီယံနာဖြစ်ဖို့အခွင့်အရေးတစ်ခုပါပဲအိမ်ငှားစားလို့ရတယ်လို့အိမ်ဈေးတက်ရင်လည်းအမြတ်ရနိုင်ပါသေးတယ်4 stock market မှာရင်းနှီးမြုပ်နှံပါငယ်ရွယ်စဉ်ကတည်းက stock မှာရင်းနှီးမြုပ်နှံခြင်းဖြင့်အချိန်ကြာလေတိုးရင်ပေါင်းရင်နဲ့တိုးပွားလာလေပါပတ်စံနည်းနည်းပဲရှိလဲနည်းနည်းကစ invest လုပ်ပါအသက်45နှစ်အရွယ်မှာမီလီယံနာဖြစ်လာတဲ့ Next Mission Financial Planning တည်ထောင်သူ Mike Hamburger ရဲ့အကြံပေးချက်အရမြန်မြန်စလေကောင်းလေပါပဲဒါမှမြန်မြန်တိုးပွားလာမှာပါ5လစာဝင်ငွေကောင်းမဲ့ career တွေငယ်ရွယ်စဉ်မှာ college တွေတက်ဖို့ major တွေရွေးချယ်ရင်လစာဝင်ငွေကောင်းရနိုင်တဲ့ technology and engineering တို့လိုလစာကောင်းတဲ့ပညာရပ်တွေကိုသင်ယူခြင်းဖြင့်အနာဂတ်ကာလမှာဝင်ငွေကောင်းနိုင်ပါတယ်အသက်20ရွယ်ကလေးကအချိန်မဖြိုးမဲ့ကြိုတင်ပြီးစတင်ပြင်ဆင်ခြင်းဖြင့်အသက်30နောက်ပိုင်းတွေဆိုမိမိဘဝကိုစိတ်ကြိုက်ဖန်တီးလို့ရပြီးအေးအေးဆေးဆေးဖြတ်သန်းလို့ရမှာပါအနာဂတ်ကြံပွင့်လေးတွေဖြစ်မဲ့ရည်မှန်းချက်ကြီးတဲ့လူငယ်လေးတွေအတွက်လှုပ်တင်တာလေးတွေကိုပြောပြပေးထားပါတယ်တောက်ပအောင်ဆက်လုပ်ဖို့ကတော့မိမိကိုယ်တိုင်မှာတာဝန်ရှိပါတယ်မိမိကိုယ်ကိုပြန်လည်တည်ဆောက်ခြင်းယခုလက်ရှိနေတဲ့ဘဝမှာမနှိမ့်ချိုက်ဘူးတွားနေတဲ့ပုံစံလုံနေရတာတွေကိုမကြိုက်ဘူးပြောင်းပြစ်ခြင်းနဲ့ပိုတိုးတက်ခြင်းနဲ့ဆိုရင်မိမိကိုယ်ကိုအစကနေပြန်လည်တည်ဆောက်ဖို့လိုပါတယ်မိမိကိုယ်ကိုပြန်လည်တည်ဆောက်တာကအလုပ်အကိုင် career အတွက်ဖြစ်နိုင်တယ်လို့အခြေရေးအိမ်အောင်ရေး relationship ကျန်းမာရေးစိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့တာတွေကိုပြန်လည်ကုသဖို့လည်းဖြစ်နိုင်ပါတယ်မိမိကိုယ်ကိုပြန်လည်တည်ဆောက်ဖို့ပထမအရေးကြီးဆုံးကမိမိကိုယ်ကိုယုံကြည်မှုရှိဖို့ပါမိမိကိုယ်ကိုပြန်လည်တည်ဆောက်ဖို့အများစုကနေရာတစ်ခုကိုရွေးကြတယ်တချို့ကအယောင်သွေးဆုံတွေနဲ့မြို့ပြကိုရွေးချယ်ကြပြီးတချို့ကျတော့စိတ်ငြိမ်တဲ့ country side ကိုရွေးကြတယ်ကိုယ်နဲ့ကိုက်တဲ့ပတ်ဝန်းကျင်ဖြစ်ဖို့ပဲလိုပါတယ်အသက်ငယ်မှကြီးမှမဟုတ်ပါဘူးတချို့တွေကအသက်50 60မှဘဝပြောင်းလဲခြင်းလို့လောက်ကြတဲ့လူတွေလည်းရှိပါတယ်မိမိကိုယ်ကိုအစကနေပြန်လုပ်ဖို့ပြောင်းလဲဖို့တချို့ကလပိုင်းပဲကြာမြင့်ပေမဲ့တချို့ကနှစ်နဲ့ချီကြာမြင့်နိုင်ပါတယ်စိတ်ရှည်ပြီးဆွဲရှိဖို့ကအရေးကြီးဆုံးအချက်ပါစိတ်ပိုင်းဆိုင်ရာထိခိုက်မှုရှိတဲ့လူတွေဆိုရင်မိမိကိုယ်ကိုဂရုစိုက်ပြီးမိမိပျော်ရွှင်တာတွေလုပ်ဖို့နားလေတကြွနဲ့ယုံကြည်ရတဲ့တငယ်ချင်းမိတ်ဆွေတွေ support group တွေလိုပါတယ်တိုးတက်ပြောင်းလဲခြင်းသူတွေကတော့တင်ယူမှုအသစ်တွေပြုလုပ်ရပြီးအမှုအကျင့်ဟောင်းတွေဖျောက်ဖျက်ဖို့လိုပါလိမ့်မယ်အောင်မြင်တဲ့လူတွေအကြောင်းကိုဖတ်ပါပေါ့ကတ်တွေနားထောင်ပါဆီမီနာတွေတက်ပြီး inspire ယူပါအဲ့ဒါတွေကမိမိကိုယ်ကိုပိုတိုးတက်အောင်ရှေ့ပိုဆက်ဖြစ်အောင်မြင့်မြင့်ပေးတဲ့အားပေးနိုင်တဲ့လောင်စာတွေပါပဲအောင်မြင်မှုတွေလုပ်တဲ့အခါမှာအားပေးစကားပြောတတ်တဲ့နားလည်မှုရှိတဲ့ပတ်ဝန်းကျင်အောင်မြင်မှုရလာတဲ့အခါလက်ကုပ်တီးအားပေးတတ်တဲ့တငယ်ချင်းမိတ်ဆွေမျိုးအခက်အခဲတွေ့တဲ့အခါနှစ်သိမ့်ပေးတဲ့မိသားစုဝင်အချိန်ဉာဏ်ကောင်းပေးပြီးလမ်းညွန်ပြသပေးနိုင်တဲ့မန်တာကောင်းကောင်းတိုးတက်ပြောင်းလဲခြင်းလို့သူစူးစမ်းနိုင်မဲ့စိတ်သူကိုယ်သူပြပဲတွေလိုအပ်ပါတယ်ရောမမြို့ကြီးဟာတရက်တည်းနဲ့တည်ဆောက်ခဲ့တာမဟုတ်လို့မိမိရဲ့ဖြစ်ချင်တဲ့ပုံစံပြန်လည်တည်ဆောက်ယူမဲ့အနည်းဘာရှင်းကိုလည်းအချိန်ယူပြီးတဖြည်းဖြည်းလုပ်ပါအောင်မြင်မှုတည်တည်လေးရလာတဲ့အခါလဲမိမိကိုယ်ကိုအားပေးပါမိမိကိုယ်ကိုအားပေးပြီးချီးမြှောက်တာတွေကစိတ်ချမ်းသာပြီးရှေ့ဆက်ခီးပို့သွားနိုင်တယ်မိမိကိုယ်ကိုပြန်လည်တည်ဆောက်တာကလွယ်ကူတဲ့ပြောင်းလဲမှုတော့မဟုတ်ပေမဲ့ကြံရှိတဲ့ဘဝအစိတ်ပိုင်းမှာမိမိနေခြင်းတဲ့ဘဝမှာစိတ်ချမ်းချမ်းသာသာနဲ့ဖြတ်သန်းသွားခြင်းတော့ပြုပြင်ပြောင်းလဲဖို့လိုပါတယ်ယခုလက်ရှိနေတဲ့ဘဝကိုကျင့်နေကြလားပြုပြင်ပြောင်းလဲခြင်းကြလားအကျွေးနွန်နှစ်နေရာမှာကမ္ဘာအချမ်းသာဆုံးဖြစ်လာတဲ့ LV brand ထုတ်လုပ်သူယနေ့မှာဒေါ်လာဘီလီယံ150ကျော်ချမ်းသာပြီးကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တွေလည်းကတစ်ယောက်ဖြစ်တယ်သူ့ရဲ့ဇိမ်ခံပစ္စည်းများလုပ်ငန်းစု LVMH ဟာထင်ရှားတဲ့အမတ်တစိတ်80ကျော်ပိုင်ဆိုင်ထားတယ်သူ့ရဲ့ချမ်းသာကြွယ်ဝမှုအင်ပါယာကို
တယောက်တည်းအစမှအဆုံးတည်ဆောက်ခဲ့ပြီးအရှုံးနဲ့ရင်ဆိုင်နေရတဲ့ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကိုကမ္ဘာဖက်ရှင်အင်အားကြီးလုပ်ငန်းစုတစ်ခုဖြစ်ပြောင်းလဲနိုင်ခဲ့တယ်။သူ့ရဲ့အကျွေးနုနေရာမှာကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာတဲ့ဇလန်းဟာမစုံမနစ်တဲ့အိမ်မက်တွေတွက်ချက်ပြီးစွန့်စားမှုနဲ့အရေးချင်းရှိတဲ့ဒီဇိုင်နာတွေကိုပြုစုပြောင်းထောင်ဖို့စိတ်အားထက်သန်ခဲ့တာတွေကြောင့်ဖြစ်ပါတယ်။စွန့်ဦးတီထွင်တိုင်းလိုပဲသူဟာစီးပွားရေးဆောက်လုပ်ကစားကြာရှုံးမှုတွေနဲ့အဆင်ပြေမှုတွေကြုံတွေ့ခဲ့ရတယ်။ဒါပေမဲ့ကမ္ဘာထိပ်တန်းစိန်ခံပစ္စည်းထုတ်လုပ်တဲ့အုပ်စုကိုဖန်တီးဖို့သူ့အသွေးမြင်ကိုရအောင်အကောင့်ထဲပေါ်ခဲ့ပါတယ်။ရိုးရှင်းတဲ့ဘဝအစသူဟာတမိုးကြီးတောက်ပတဲ့ဖက်ရှင်လောကနဲ့ဝေးကွာစွာကြီးပြင်းလာခဲ့တဲ့ပြင်သစ်နိုင်ငံမြောက်ပိုင်းရှိစက်မှုမြို့တော်1949ခုနှစ်မှာမွေးဖွားခဲ့တဲ့သူမိသားစုဟာဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်တစ်ခုကိုပိုင်ဆိုင်ပြီးသူ့အဖေကသူပညာရေးဆုံးပြီးနောက်မှာသူ့လုပ်ငန်းကိုအားဖြည့်ဖို့မျှော်လင့်ထားခဲ့တယ်။ဆယ်ကျော်တဲ့အရွယ်မှာသူဟာမိသားစုစီးပွားရေးအမွေဆက်ခံဖို့စိတ်ဝင်စားမှုနေပါခဲ့တယ်။သူဟာ professional စန္ဒိယဂီတပညာရှင်ဖြစ်လာဖို့စိတ်အားထက်သန်ခဲ့တယ်။ဒါပေမဲ့မိသားစုလုပ်ငန်းကိုဆက်ခံဖို့သူ့ရဲ့အမှုပညာဆန္ဒကိုမျိုးသိပ်ထားခဲ့တယ်။ပြင်သစ်နိုင်ငံရဲ့ကြော်ကြားတဲ့ University မှာ1982ခုနှစ်ဘွဲ့ရပြီးနောက်သူဟာစီးပွားရေးနဲ့ဗဏ္ဍာရေးလောကကိုဝင်ရောက်လာခဲ့တယ်။သူမိသားစုရဲ့ကုမ္ပဏီမှာ3နှစ်ကြာကြိုးကျစ်တဲ့အလုပ်တွေတင်ယူခဲ့ရတယ်။ဒါပေမဲ့1980ပြည့်နှစ်အလယ်ပိုင်းမှာဆောက်လုပ်ရေးလုပ်ငန်းကျဆင်းလာတာကြောင့်ခက်ခဲတဲ့ကာလဖြစ်တယ်။သူ့အဖေက1986ခုနှစ်မှာအငိမ်းစားယူပြီးသူတို့လုပ်ငန်းကဒေဝါလီခံဖို့နှီးစပ်ခဲ့ပါတယ်။အသက်28နှစ်သာရှိသေးတဲ့သူဟာကုမ္ပဏီကိုဦးဆောင်ရတဲ့ပြင်သစ်မှာအငယ်ဆုံး CEO ဖြစ်လာခဲ့တယ်။အတွေ့အကြုံမရှိတဲ့လူငယ်တယောက်အတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်တယ်။ကြာရှုံးမှုကိုအခွင့်အလမ်းဖြစ်ပြောင်းလဲခြင်းသူ့ရဲ့ဦးဆောင်မှုအောက်မှာကုမ္ပဏီဟာဆက်လက်ကျဆင်းလာခဲ့တယ်။1989ခုနှစ်မှာကုမ္ပဏီဟာစုစုပေါင်းအကျွေးဒေါ်လာသန်း50ရှိခဲ့တယ်။ဆောက်လုပ်ရေးလုပ်ငန်းဟာအမျက်မရနိုင်တဲ့ငွေကြေးဆုံးရှုံးရခြင်းအကြောင်းရင်းဖြစ်ကြောင်းသူသဘောပေါက်လာခဲ့တယ်။သူမိသားစုလက်ငုပ်လက်ရင်မဟုတ်ပဲလုပ်ငန်းတစ်ခုကိုစွန့်စားပြီးစတင်ဖို့သူဆုံးဖြတ်ခဲ့တယ်။1984ခုနှစ်မှာရင်းနှီးမြှုပ်နှံသူတွေပေါင်းစည်းပြီးဇိမ်ခံအထည်လိပ်ထုတ်လုပ်တဲ့စက်ရုံကိုဝယ်ယူဖို့သူ့လုပ်ငန်းကလက်ကျန်ငွေတွေကိုအသုံးချခဲ့တယ်။တစ်ချိန်ကအထင်ကရဟာတမိုးကြီးဖက်ရှင်အိမ်အပါဝင်မအောင်မြင်တဲ့ brand အမတ်တစိတ်များစွာကိုပိုင်ဆိုင်ထားတယ်။အဲ့ဒီဆုံးဖြတ်ချက်ကသူ့ရဲ့အမြင်အသစ်တနေရာကိုသွင်းပို့ပေးမဲ့ဒို့မဟုတ်လုံးလုံးလျားလျားနှိမ့်မြုပ်သွားစေမဲ့တကိန်းတစ်ခုဖြစ်တယ်။ကျွန်တော်ဘာလုပ်နေတယ်ဆိုတာကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်ကိုကယ်တင်ဖို့ကြိုးတစ်ချောင်းနဲ့ဤဖွဲမျိုးစင်ကနေခုံချနေတယ်လို့ခံစားနေရတော့မယ်လို့ဆိုပါတယ်ကြာရှုံးမှုမှာအမခန်းအောင်မြင်မှုသူဟာသူ့ရဲ့ကြာရှုံးနေတဲ့အမွေဆက်ခံရရှိတဲ့ဆောက်လုပ်ရေးလုပ်ငန်းကမဖြစ်နိုင်တဲ့စိတ်ကူးရင်အိမ်မက်နောက်လိုက်ခဲ့ပြီးတော်ယုံလူစိတ်ကူးမရင်ရဲတဲ့ဖက်ရှင်လုပ်ငန်းတစ်ခုကိုအကောင့်ထဲပေါ်ခဲ့တယ်။သူဟာကြာရှုံးမှုတွေကိုတတိရှိရှိစိတ်ကူးစိတ်တန်းကောင်းကောင်းဖြစ်အမခန်းအောင်မြင်မှုအဖြစ်ပြောင်းလဲခဲ့တယ်။ယနေ့အသက်80ကျော်အရွယ်ဘီလီယံနာတထေးကြီးဟာဖက်ရှင်လောကကိုဆက်လက်ကြိုးကိုင်ထိန်းချုပ်နိုင်ဆဲဖြစ်တယ်။ကိုယ်တိုင်တည်ထောင်ခဲ့တဲ့ဆက်မိတ်အမ်ပါယာကိုကျော်နိုင်သူယနေ့အထိမရှိပဲလူတွေကိုမိမိရဲ့စိတ်ကူးရင်အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့ဥဆောင်လမ်းပြသူတယောက်အနေနဲ့ယက်တည်နေဆဲဖြစ်တယ်။သူစီကနေတင်ယူလို့ရတာကကြာရှုံးမှုကနေအောင်မြင်မှုရအောင်စဉ်းစားဖန်တီးပါတွက်ချက်ပြီးစွန့်စားမှုတွေလုပ်ပါစမ်းတစ်တီထွင်ပြီးအမြင်ကောင်းကောင်းနဲ့ဈေးကွက်ကိုဥဆောင်ပါဘဝဆိုတာအရှုံးနဲ့ပဲရက်နေဖို့မဟုတ်ပဲအပြုံးနဲ့ရအောင်ရှေ့ဆက်ရမယ်ဆိုတာပါပဲအသက်ကြီးလာလေပျော်ရွှင်လေဖြစ်စေမဲ့အမှုကျင့်ကောင်းများပူပင်နဲ့စိတ်ဖိစီးမှုများတယ်ဆိုတာလူအိုစေတယ်။ပါရည်တွန့်စေပြီးယောဂထူကအသက်ကိုလည်းတူစေနိုင်ပါတယ်။အမှုကျင့်တွေတနေ့တနေ့ပြောင်းလဲလာပြီးစိတ်ထားတတ်ရင်အသက်ကြီးလာပြီမဲ့စိတ်ချမ်းသာပျော်ရွှင်စေမှာပါ။ပြစ်ဆုံးပံမှာနေပါအတိတ်ကမှားခဲ့တာတွေဆုံးရှုံးခဲ့တာတွေကိုတမြင့်မြင့်တွေးပြီးဆွေးနေမဲ့အစားယခုလက်ရှိဖြစ်နေတာတွေကိုတွေးပါပြန်မရနိုင်တာတွေပြောင်းလဲလို့မရနိုင်တာတွေကိုတွေးဖို့မနေပါနဲ့မေ့လိုက်ပါမနက်ခင်းရဲ့နေအောင်ကြီးနွေးနွေးအောက်မှာမနက်ကော်ဖီကိုတောက်ပြီးညနေနေဝင်တာကိုစိတ်ချမ်းချမ်းသာသာနဲ့ခံစားကြည့်ပါပဝန်းကျင်ကလူတွေကိုအကောင်းမြင်ဖြစ်တွေပေးလိုက်ပါစိတ်ကိုပြောင်းလဲပြီးထားလိုက်တာနဲ့ပျော်ရွှင်လာစေမှာပါနှစ်လူရွေးပေါင်းမှာ
အစိတ်တောက်ဖြစ်စေသူတွေမကောင်းမြင်သူတွေဒရမာများသူကိုရှောင်ပြီးမိမိကိုစပို့လုပ်ပေးသူအကောင်းမြင်သူတွေနဲ့ရွေးပေါင်းပါမိမိကိုအသုံးချဖို့တက်တက်ပဲပေါင်းချင်သူအရာရာလုပ်ပေးစေချင်သူတွေတပတ်ဆောင်နဲ့အသာစီးလိုချင်သူတွေမိမိကိုဆွဲချမဲ့သူတွေကိုဝေးဝေးရှောင်ပါ၃ကျေးဇူးတင်ပါတမိုးကြီးတဲ့ကားတွေမဝယ်နိုင်တာအဖျော်ခီးမထွက်နိုင်တာအိမ်ကြီးကြီးမရှိတာဝင်ငွေကောင်းတဲ့အလုပ်မရှိတာတွေကိုသူတစ်ပါးနဲ့နိုင်ရှင်ပြီးတွေးမပူပါနဲ့နေ့တိုင်းမိမိကိုပျော်ရွှင်စေတဲ့အကြောင်းအရာ၃ခုကို gratitude journal လုပ်ထားပြီးခြရေးပါပျော်ရွှင်မှုတည်တည်လေးတွေစုပေါင်းလိုက်တဲ့အခါပျော်ရွှင်စိတ်ချမ်းသာမှုအကြီးကြီးဖြစ်လာစေမှာပါလေ့ကျင့်ခန်းလုပ်ပါချွေးထွက်တာကိုယ်လက်လေ့ကျင့်ခန်းလုပ်တာတွေကစိတ်လှုပ်ရှားတာထက်စိတ်လှုပ်ရှားတတ်တာစိတ်ဖိစီးမှုတာကိုလျှော့ချပေးပြီးညဖက်ဖို့အိတ်လို့ကောင်းစေလို့လေ့ကျင့်ခန်းလုပ်ပေးပါဝိတ်ကျစေတဲ့ပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုးလုပ်တာမဟုတ်ပဲဇမာကတာမျိုးယောဂလိုမျိုးပေါ်ပါတဲ့ကိုယ်လက်လှုပ်ရှားမှုတွေကိုတနားရီလောက်နေ့စဉ်လုပ်ပေးတာကကျန်းမာပျော်ရွှင်စေပါတယ်ငါဝါဒနာကိုရှာဖွေပါပန်းဆိုင်တာစာရေးတာမုံဖုတ်တာဟင်းချက်တာအဆရှိတဲ့မိမိဝါနာပါတာတွေကိုမိမိလုပ်ရမယ်တနေ့တာတာဝန်တွေလုပ်ရင်ဘဲလန့်အနေနဲ့နေ့စဉ်အချိန်နဲ့နဲ့ယူပြီးလုပ်ပေးခြင်းဖြင့်စိတ်ချမ်းသာပျော်ရွှင်မှုရစေမှာပါ6မိမိကိုယ်ကိုဂရုစိုက်ပေးပါနေ့စဉ်အလုပ်များနေပေမဲ့အချိန်နဲ့နဲ့ယူပြီးအသက်ဝဝရှူတာကော်ဖီတစ်ခွက်တောက်တာစာအုပ်ဖတ်တာခဏအနားယူတာတွေလုပ်ပေးပြီးမိမိကိုယ်ကိုဆက်ခဲလုပ်ပြီးဂရုစိုက်ပေးတာတွေကThe best version of yourself စိတ်ချမ်းသာပျော်ရွှင်စေပြီးခွန်အားကိုရစေပါတယ်။ခွန်ပြောင်းလဲတာတွေကိုလက်ခံပါ။ပြောင်းလဲတာတွေကဘဝမှာဖြစ်နေကြပါပဲ။လူတွေပြောင်းလဲသွားတာရာဒီဥတုပြောင်းလဲသွားတာတွေကတဘာဝတရားတစ်ခုအနေနဲ့လက်ခံပေးလိုက်ပါ။ကိုထိန်ချုပ်လို့မရတဲ့တဘာဝတရားကိုလက်မခံနိုင်တာကြောက်နေတာတုံလို့တာတွေဖြစ်မဲ့အစားဒါတွေကဖြစ်တတ်ပါတယ်လို့စဉ်းစားကြည့်တွေးကြည့်လိုက်ရင်ရှေ့ဆက်ရမယ့်ဘဝခီးမှာပျော်ပျော်ရွှင်ရွှင်နေလို့ရစီမှာပါ။ရှေ့လောကကြီးကိုအကောင်းမြင်ပေးပါအတွေးတွေကဘဝကိုပုံဖော်စိုးမိုးထားကြတယ်လို့ဆိုကြတယ်ဘဝမှာပျော်ရွှင်သူတွေအများစုကဖြစ်ချင်းပြက်ချင်းတဘောကိုလက်ခံကြပြီးထိန်းချုပ်ရွေးချယ်တုံ့ပြန်ကြတယ်အကောင်းမြင်စိတ်ရှိသူတွေကရေဖန်ခွက်တစ်ဝက်လောက်ပဲရှိပေမဲ့အပြည့်ဖြစ်သွားအောင်ဖြည့်သွေးပေးနိုင်စွမ်းရှိတယ်အကောင်အတွေးမြင်တွေကိုထိန်းချုပ်နိုင်ရင်ကောင်းတာတွေမြင်လာမယ်အခက်ခဲတွေကိုခလုတ်ဆူးတွေလို့မမြင်တော့ပဲအခွင့်အလမ်းကောင်းတစ်ခုအနေနဲ့မြင်တတ်လာမယ်။သူတောင်းလာတဲ့လူပောင်လောကကြီးမှာအကောင်းမြင်ကြည့်ပေးပြီးဘဝကိုစိတ်ချမ်းသာပျော်ရွှင်အောင်ဖြတ်သန်းကြပါနော်။အထက်ပါအချက်တွေကဘာတွေလုပ်ဖြစ်ကြလဲ။နိုင်ငံတစ်နိုင်ငံမှာရည်တည်နိုင်ဖို့လိုအပ်တဲ့အချက်၃ချက်။တယောက်ကလာမေးတယ်။အမေရိကကိုလာဖို့တင်လာစရာပြင်ဆင်လာစရာရှိရင်ပြပါအောင်လို့စာပို့လာတယ်။တင်ယူစရာပြင်ဆင်စရာဆိုတာတစ်သလုံးကုန်တာမဟုတ်တော့အရေးကြီးတဲ့အချက်ပဲပြောပေးဖြစ်တယ်။နိုင်ငံတစ်နိုင်ငံမှာအခြေချဖို့အခြေခံလိုအပ်ချက်၃ချက်ကတော့တစ်ဘာသာစကားပါ။သူတို့ဘာနဲ့ပြောဆိုဆက်ဆံနိုင်အောင်အလုပ်ရဖို့အဲ့ဒီနိုင်ငံကဘာသာစကားကိုနားထောင်တတ်ပြောတတ်အောင်အသက်နိုင်ဆုံးသင်ခဲ့လေ့ကျင့်ခဲ့ပါ။အမေရိကန်တွေလိုအတန်ထွက်တတ်ဖို့မလိုအပ်ပါ။ခုပြောတာသူနားလဲသူပြောတာကိုနားလဲရင်အဆင်ပြေပြီ။နှစ်နေမြေတစ်မှာအင်ကိုလွမ်းတဲ့အလွမ်းကဖုန်းဆက်စာပို့လို့ရတယ်။ကြိုက်တာမစားရတာအဆိုးဆုံးပဲခုကြိုက်တဲ့အစားအစာချက်ပြုတ်တအောင်တင်ခဲ့ပါ၃ဘာမဆိုနောက်မဆုတ်တန်းအခက်ခဲကြုံရင်ကြံ့ကြံ့ခံရင်ဆိုင်မယ်ဆိုတဲ့စိတ်သက်လေးမွေးမြူထားပါဒါဆိုရင်အဆင်ပြေမှာပါဘဝရှင်သန်ခြင်းရဲ့အတိတ်ပဲဒီမနက်မြန်မာပြည်ကအတိအတယောက်ကိုပါတာအဆုံးစီရင်သွားတယ်လို့သတင်းကြတယ်အသက်40ဆွန်းဆွန်းလူလက်ပိုင်းဘဝမှာနေဖို့အချိန်တွေအများကြီးရှိသေးတယ်အရင်ကလည်းနိုင်ငံခြားမှာကြောင်းသက်အလုပ်လုပ်နေတာအဆင်ပြေနေတယ်အဲ့ဒါကိုမိဘတွေကမိသားစုနေပြီးငွေရေးကြေးရေးအသင့်ရှိတော့နိုင်ငံခြားမှာနေရတာပင်ပန်းပါတယ်ပြန်လာခဲ့ပါတားရီလို့ခေါ်ပြန်တယ်မြန်မာပြည်ပြန်ရောက်တော့လဲလှုပ်ရှားနေတော့ပတ်ဝန်းကျင်မှာအတွေ့များတဲ့လောင်းကစားလုပ်မိရင်အကျွင်းနွန်နဲ့လာပြီးခုပါတာအဆုံးစီရင်တဲ့ထီရောက်သွားတယ်လို့ယူဆရတယ်လူတစ်ယောက်ရဲ့ဘဝရှင်သန်ခြင်းရဲ့နောက်ွယ်မှာအဓိပ္ပာယ်ရှိရမယ်မနက်မိုးလင်းတာနဲ့မနက်စာ၈ရောက်အားလုံးအဆင်သင့်သူတစ်ပါးဆုံးဖြတ်ချက်ပဲနားထောင်လက်ခံဘာမှတိတ်ကြိုးစားအားထုတ်ဖို့မလိုတဲ့ရေတိုင်းငားလိုက်ဘဝကြီးကပြင်းစရာကောင်းလာပါတယ်ဘဝမှာကျမ်းမာပြီးပျော်ရွှင်မှနေလို့ပျော်မယ်ဘဝရှင်သန်ခြင်းကိုအပိုင်း၃ပိုင်းခွဲခြားလို့ရတယ်၁ရည်မှန်းချက်ရွေးချက်ရှိရမယ်၂သူတစ်ပါးကိုအကျိုးရှိအောင်ကူညီနိုင်ရမယ်၃လူတစ်ယောက်ဖြစ်တည်ခြင်းအဓိပ္ပာယ်ရှိရမယ်ရှင်သန်ခြင်းရဲ့ဘဝမှာအဓိပ္ပာယ်ရှိဖို့ကိုယ်မှာရည်မှန်းချက်ရှိဖို့လိုတယ်ကျမဆိုအမေရိကရောက်ကစားအလုပ်လုပ်ရင်းကြောင်းတက်ရတယ်မြန်မာပြည်မှာတက်တောင့်တက်တာနေရတဲ့ဘဝနဲ့ရှင်ရင်တော်တော်ပင်ပန်းတယ်
ဒါပေမဲ့အဲ့ဒီလိုရုန်းကန်ရတာအစ်စ်တွေတင်ယူရတာကိုစိန်ခေါ်မှုတွေလုပ်ရတာကလည်းဘဝရဲ့အတိတ်ပဲတစ်ခုပဲဖြစ်တယ်။ရုန်းကန်လို့အောင်မြင်သွားတာကိုရည်မှန်းချက်ပန်းနိုင်ရောက်သွားလို့စိတ်ကျဉ်တတ်မှုတစ်ခုရသွားတယ်။လူတစ်ယောက်ရှင်သန်ရက်တည်ဖို့ကငွေရေးကြေးရေးလဲလိုတယ်။ဒါပေမဲ့ငွေတစ်ခုတည်းနဲ့ဘဝရှင်သန်နေရတယ်။သူတစ်ပါးစီကမတရားပတ်စံရပြီးကြောက်နေရတယ်။ပုံနေရတယ်ဆိုတာလည်းအဓိပ္ပာယ်မရှိဘူး။ကိုယ်လည်းပညာရပတ်စံလည်းရပြီးသူတစ်ပါးအတွက်လည်းအကျိုးရှိတဲ့အလုပ်မျိုးလုပ်ရတာရေရှည်အတွက်အကျိုးရှိတယ်စိတ်ချမ်းသာရတယ်။ငွေကြေးရအောင်မြင်ကျွယ်ဝချမ်းသာတဲ့ဘေဂိတ်ဇူကာဘတ်တို့လိုအများအကျိုးရှိမဲ့လူသန်းမှုတွေအများကြီးလုပ်ကြတယ်။အတိကောင်မလေးတယောက်ဆိုဒီဆမ်မာမှာဆန်ဖရန်စစ္စကိုကလူသန်းထားတဲ့စီယုံမှာဆမ်မာအင်တန်ရှစ်ရထားတယ်။သူတို့ကူညီပေးလိုက်တာတွေကတစ်ဖက်သားအတွက်အကျိုးရှိတယ်။သူများဘဝကောင်းဖို့လုပ်နိုင်တယ်။တရက်ပြီးတရက်အတက်ကြီးလာတဲ့အချိန်ကုန်သွားပြီးဘာမှမဖြစ်လာတာထက်ကိုဘဝမှာဘာဖြစ်ချင်လဲဘာလုပ်ချင်လဲစဉ်းစားပြီးပလန်ချပြီး project တစ်ခုလိုတစ်ခုပြီးတစ်ခုလုပ်သွားတာလဲဘဝမှာရှင်သန်ခြင်းရဲ့အဓိပ္ပာယ်တစ်ခုပါပဲအဓိပ္ပာယ်ရှိနဲ့ဘဝကိုဖျက်ဆီးဖို့လေးလေးနက်နက်တွေးဖို့လိုအပ်ပါတယ်မိမိရဲ့သင်ယူနိုင်စွမ်းကိုယုံကြည်ပါလူတိုင်းမှာပဲရမစို့သင်ယူတက်မြောက်နိုင်စွမ်းရှိကြတယ်အဓိကမိမိကိုယုံကြည်တဲ့စိတ်ကိုမွေးမြူဖို့ပဲလိုအပ်တယ်မိမိကိုယုံကြည်ပြီးဖြစ်ချင်တာတက်မြောက်ချင်တာတစ်ခုကိုထပ်ခါတလဲလဲလုပ်ရင်မကြခင်တနေ့မှအောင်မြင်မှာဧကံမုတ်ချပါပဲကိုအတုံးမကြဘူးမလုံနိုင်ဘူးဆိုတဲ့စိတ်ကိုဖျောက်ပြီးဘယ်ရမဆိုအာယုံဆူဆိုင်ပြီးအချိန်ပေးပြီးတေချာစူးစမ်းအားထုတ်ရင်အောင်မြင်ကြတယ် personal development တွေဖြစ်တဲ့အချက်တွေကိုလေ့ကျင့်ပေးပါအာယုံဆူဆိုင်အားကောင်းအောင်စိတ်ကြည်လင်အောင်အတိတ်ကဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုခွင့်လွှတ်တတ်အောင်လက်ရှိဖြစ်နေတဲ့အကြောင်းအရာတွေကိုလက်ခံတတ်အောင်စီးပွားရေးလုပ်မယ်ဆိုရင်လည်းလူတွေနဲ့ဆက်ဆံတတ်အောင်ပစ္စည်းကိုဘယ်လိုနည်းနဲ့ရောင်းရမလဲ confidence ရှိနဲ့စကားပြောတတ်အောင်မိမိကိုမှယုံကြည်မှုမရှိရင်ဘယ်သူကလာပြီးယုံကြည်ပေးမှာလဲဒီနေ့ကစပြီးမိမိကိုယုံကြည်မှုမွေးဖို့ကတိပေးပါမြန်မှုအောင်လုပ်ပါလူတွေကအလုပ်တစ်ခုကိုမျှော်လင့်ချက်နဲ့လုပ်ကြတယ်မဖြစ်လာတဲ့အခါစိတ်ညစ်စိတ်ပြတ်ပြီးရှေ့မဆက်နိုင်ပဲနှစ်နေကြတယ်အမေရိကန်ခြေချနေတိုင်းခွင့်ဒီဗီမပေါက်တဲ့အခါတကယ်စဉ်းစားကြည့်တဲ့အခါတကဘာလုံးကဝိုင်းတင်ကြတယ်နှစ်တိုင်းတင်တဲ့လူတန်း200ကျော်တယ်ဒီဗီပေါက်ခွင့်ရဖို့ဆိုတာလူအယောက်900မှာတစ်ယောက်ပဲရတယ်ပေါက်ဖို့100%ချန့်ပဲရှိကြပါတယ်ကိုမရလို့စိတ်မပြတ်နဲ့သူကထီလိုပဲကံကောင်းမှပေါက်တယ်ပေါက်ပြီးတာတောင်လိုအပ်ချက်တွေပြည့်မှုမရှိရင်လည်းအမေရိကန်နိုင်ငံကိုခြေချခွင့်မရပြန်ဘူး relationship လည်းဒီလိုပဲလူတစ်ယောက်ကိုတဘောအစားအတွက်အပိုင်တွက်ထားလို့မရဘူးကိုယ်စိတ်တောင်မျိုးပြောင်းနိုင်သေးတာပဲလေသူတစ်ပါးစိတ်ကိုထိန်းချုပ်ထားဖို့ဆိုတာလွယ်တဲ့အရာမဟုတ်ပါဘူးအစင်မပြေလို့လမ်းခွဲတဲ့အခါအကြာကြီးဝမ်းနဲ့ကြေကွဲမနေပါနဲ့အလုပ်တစ်ခုအစင်မပြေရင်အကြာကြီးစိတ်ညစ်ဝမ်းနဲ့ပက်လက်ဖြစ်မနေပဲအမြန်မှုဝင်လုပ်ဖို့လိုတယ်ဒီတစ်ခုနဲ့အစင်မပြေရင်နောက်ထပ်ပိုကောင်းတာဖြစ်လာတတ်တယ်အစင်မပြေတဲ့ chapter မှာအကြာကြီးရက်မနေပဲနီးလန့်ရှာပြီးနောက် chapter ကိုမြန်မှုဝင်လုပ်မှလုပ်ချင်တာတွေမြန်လုပ်ခွင့်ရပြီးလူရင်ဆန္ဒတွေမြန်ပြည့်ပြီးလူနေချင်တဲ့ဘဝမှာနေလို့ရမှာပါအောင်မြင်ချမ်းသာကြွယ်ဝဖို့ဘေးကရဲ့အကြံဉာဏ်၈ခုတဲ့ပတ်စံကပျော်ရွှင်မှုကိုဝယ်ယူနိုင်တယ်ငွေကြေးရှိခြင်းဖြင့်ငွေရေးကြေးရေးဆိုင်ရာ financial stress ငွေကြေးဆိုင်ရာဖိအားကိုလျှော့ချပေးတယ်ပတ်စံရှိရင်ကျောင်းလာကကျန်းမာရေးဆောင်ရှောက်မှုကုန်စည်နှုန်းတက်လာတာလူနေမှုစရိတ်တိုးလာတာတွေအဆရှိတဲ့အခြေခံအချက်တွေကိုစိတ်ပူပင်စရာမလိုတော့ဘူးနှစ်ပတ်စံချမ်းသာဖို့တအားချွေတာစရာမလိုအပ်ပါဘူးငွေကြေးကိုရင်းနှီးမြှုပ်နှံဖို့တိုးပွားအောင်လုပ်ပါမိမိကိုပျော်ရွှင်မှုဖြစ်စေတဲ့အရာတွေပေါ်မှာပတ်စံကိုအသုံးပြုခြင်းအတွက်အဖြစ်ရှိတယ်လို့မခံစားသင့်ပါပိုင်ဆိုင်မှုနဲ့အတွေ့အကြုံဝယ်ယူတဲ့အရာတွေကြားမှာဘဲလန်းရအောင်လုပ်ပါ၃ပညာရေးမှာရင်းနှီးမြှုပ်နှံပါဘေဂိတ်ဟာအသက်73နှစ်အရွယ်မှာသူ့ကိုယ်သူ program ရေးနည်းကိုသင်ကြားခဲ့တယ်အဲ့ဒီနောက်သူဟာ Microsoft ကိုပူးတွဲရှာဖွေပြီး Windows 95ကိုတီထွင်ခါ IBM နဲ့စာချုပ်တွေချုပ်ခဲ့တယ်။ကျောင်းကအကုန်သင်ပေးမှာမဟုတ်ဘူး။မသင်သေးတဲ့အရာတွေကို self education နဲ့ကိုယ်တိုင်လေ့လာသင်ယူပြီးဖြည့်ဆည်းပါ။၄ရည်မှန်းချက်ကြီးထားပါ။ဘေကက်ကအမြဲတမ်းသူ့အိမ်မက်အတွက်အကောင့်ထဲဖော်နေသူတယောက်ဖြစ်တယ်။အသက်33နှစ်အရွယ်မှာဘီလီယံနာတယောက်ဖြစ်လာခြင်းဒေါ်လာ3.38 trillion တန်ဖိုးရှိတဲ့ကုမ္ပဏီတွေကိုပူးတွဲတည်ထောင်ခြင်းဒေါ်လာ50ဘီလီယံကျော်ကိုရရောလူတန်းခြင်းချမ်းသာခြင်းရည်မှန်းချက်ရှိနဲ့စူးစမ်းနေမှရမယ်။ရောင်ရင်တင့်ခြင်းနဲ့နေလို့မရပါဘူး။ငါတင်ဘလောက်တော်တယ်ဆိုတာအရေးမကြီးပါဘူး။
တင်ပါလုံနိုင်လဲဆိုတာကပိုရေးကြည့်ပါတယ်ဘွဲလက်မှတ်တွေအများကြီးရထားဖို့မလိုအပ်ပါကျောင်းမှာအမကောင်းရမှတော်တာမဟုတ်ပါရိုးရှင်းမြင့်မာစွာတွေးခေါ်တတ်ဖို့လိုအပ်ပါတယ်ကျူးစားတဲ့စွမ်းဆောင်ရည်ရလက်တွေကဘွဲလက်မှတ်တွေထက်ပိုရေးကြည့်ပါတယ်6အောင်မြင်မှုဆိုတာပျော်ရွှင်မှုဖြစ်ဖို့လည်းလိုအပ်ပါတယ်အောင်မြင်မှုဆိုတာငွေကြေးချမ်းသာမှုတစ်ခုတည်းမဟုတ်ပါဘူးluxury ပစ္စည်းတွေတုံးပြပြီးချမ်းသာခြင်းအောင်ဆောင်တာကလည်းပျော်ရွှင်တာမဟုတ်ပါဘူးမိမိပတ်ဝန်းကျင်ကလူတွေကိုပျော်ရွှင်စိတ်ချမ်းသာအောင်ထားနိုင်တယ်ဆိုတာကလည်းအောင်မြင်မှုတစ်မျိုးပါပဲငွေကြေးသားချမ်းသာပြီးမိသားစုတငယ်ချင်းတွေမရှိရင်လည်းဘဝကြီးကအတိတ်ပဲမရှိပါဘူးခွန်အမြဲတမ်းလေ့လာသင်ယူပါဘေကိတ်ကပြောတယ်အမြဲလေ့လာသင်ယူပြီးစမ်းသစ်တဲ့အရာတွေကိုသင်ယူနိုင်မှုဟာနောက်ထပ်10စုနှစ်တစ်ခုမှာသူများထက်ပိုရှေ့ရောက်နိုင်တယ်တည်တဲ့အရာတွေကိုသိနေရင်အမြဲမပြတ်လေ့လာထားတဲ့အခါတခြားလူတွေမလုပ်နိုင်တဲ့နည်းလမ်းတွေနဲ့စိတ်ကူးနဲ့စနစ်တကျအကောင့်ထဲပေါ်လှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ရှစ်တခြားလူတွေရဲ့အောင်မြင်မှုနဲ့ကြာရှုံးမှုတွေကသင်ယူပါအချိန်ကုန်ခံပြီးအစကနေလှုပ်ကြည့်ဖို့သင်ယူဖို့မလိုအပ်ပါသူများရဲ့အတွေ့အကြုံတွေကနေသင်ယူလေ့လာပါအလုပ်ဖြစ်တဲ့အရာတွေကိုယူပါအဆင်မပြေတဲ့အရာတွေကိုဖယ်ထုတ်ပြီးမိမိအတွက်အဆင်ပြေမဲ့အရာတစ်ခုကိုဖန်တီးလုပ်ယူပါဘေကိတ်ပြပြတဲ့အချက်၈ချက်ကအောင်မြင်ချမ်းသာကြွယ်ဝဖို့အိမ်မကြီးကြီးရှိတဲ့တင့်အတွက်အသုံးဝင်စေမှာပါဘယ်ချက်တွေလုပ်နေလဲဘယ်ချက်တွေလုပ်ဖို့လိုနေလဲပြောပြကြပါအောင်နော်ရင်းနှီးမြှုပ်နှံပါရင်းနှီးမြှုပ်နှံမှုနဲ့ကြွယ်ဝချမ်းသာလာတဲ့ဝိုင်ယန်ဘတ်ဖက်ကရင်းနှီးမြှုပ်နှံတာတွေအထဲမှာအကောင်းဆုံးကမိမိကိုယ်ကိုရင်းနှီးမြှုပ်နှံခြင်းပဲလို့ပြောတယ်စတော့ဝယ်တာအင်ချမ်းမြေဝယ်တာကမှရှုံးနိုင်သေးတယ်မိမိကိုယ်ကိုဘဟုတုတကြွယ်ဝအောင်စာဖတ်တာသင်တန်းသက်တာစွမ်းဆောင်ရည်အရေးချင်းတူတတ်အောင်လုပ်တာမိမိရဲ့အားသာချက်အားနည်းချက်ကိုနားလည်အောင်လုပ်တာ social and business network တည်ဆောက်တာမိမိစိတ်ဝင်စားတဲ့အရာတွေကိုလုပ်တာမိမိရဲ့ talent တွေကိုမြင့်တင်တာလူတိုင်းလုပ်နိုင်တဲ့အရာတစ်ခုပါပညာရွှေဦးလူမခိုးဆိုတဲ့အတိုင်းမိမိစီမှာရှိနေတဲ့အရာတွေကိုဘယ်သူမှယူသွားလို့မရဘူးအရေးချင်းတူတက်လေဝင်ငွေမြင့်အောင်များအောင်ရှာနိုင်လေပဲမိမိသင်ချင်တဲ့အရာတွေကိုအချိန်မဆွဲပဲဒီနေ့ကစပြီးသင်ယူလိုက်ပါမိမိဟာဘဝတုဒ္ဒကြွယ်ဝတဲ့စိတ်ဝင်စားစရာကောင်းတဲ့လူတစ်ယောက်ဆိုချစ်ခင်သူများတယ်သူများကိုလည်းပြောအောင်စမ်းဆောင်နိုင်တယ်ဝင်ငွေလည်းကောင်းတယ်ဒါကြောင့်မိမိကိုယ်ကိုရင်းနှီးမြှုပ်နှံကြပါမိမိကိုယ်ကိုရင်းနှီးမြှုပ်နှံဖို့ဘာတွေလုပ်ဖြစ်ကြလဲနီလန်းရှာဖွေပါချမ်းသာတဲ့မိဘကမမွေးဖွားခဲ့လို့နိုင်ငံရဲ့ချမ်းသာကြောင်းမတက်နိုင်လို့လိုချင်တာတွေမဝယ်နိုင်လို့စိတ်ညစ်စိတ်ပြတ်မနေပါနဲ့ချမ်းသာတဲ့မိဘကမမွေးဖွားခဲ့တာကိုကရွေးချယ်လို့မရပေမဲ့နီလန်းရှာဖွေပြီးစူးစမ်းအားထုတ်ရင်ကိုဘာသာချမ်းသာအောင်မြင်အောင်လုပ်လို့ရတယ်မိဘကနိုင်ငံခြားမှာကြောင်းမထားနိုင်ရင်လေကိုဘာသာအွန်လိုင်းကနေ YouTube ကနေအဆင့်မြင့်ကမ္ဘာအဆင့်မြင့်ပညာတွေတင်ပြီးရေမောင်တန်းလို့ရနေပါပြီကိုလိုချင်တဲ့နေရာကိုရအောင်ဘယ်လိုသွားမလဲဆိုတဲ့ solution ကိုရှာဖွေတတ်ဖို့လိုပါတယ်လူချင်းတဲ့ဘဝကြီးမှာမွေးဖွားမလာလို့ဘဝကိုဖြစ်ချင်ရဖြစ်မျောမနေပဲလူလင်ကြံစနီးလန်းရဆိုတဲ့အတိုင်းမိမိဖြစ်ချင်တဲ့ဘဝနေချင်တဲ့ဘဝမျိုးမှာနေရဖို့နီးလန်းမျိုးစုံနဲ့အစွမ်းကုန်ရှာဖွေစူးစမ်းအားထုတ်ကြပါနော်တချို့တွေကအလုပ်တစ်ခုလုပ်ဖို့တအားစဉ်းစားတတ်ကြတယ်အမေရိကမှာကျောင်းတက်ဖို့အင်္ဂလိပ်စာတစ်နှစ်လောက်ထပ်သင်လိုက်ပါအောင်မယ်ပတ်စံထပ်စုလိုက်ပါအောင်မယ်လိုအပ်တဲ့သင်တန်းတွေတက်အောင်မယ်တကယ်တော့အင်္ဂလိပ်စာသင်တယ်ဆိုတာအသက်3နှစ်မူကြိုစသက်ကလေးကသင်လာခဲ့တာတစ်နှစ်ထပ်သင်လဲဘာမှအများကြီးပြောင်းလဲသွားတာမဟုတ်ဘူးအင်္ဂလိပ်စကားပြောတဲ့ပတ်ဝန်းကျင်ကိုရောက်မှမြင်မြင်ပြောထွက်လာတာပါထပ်ပြည့်စုံဖို့အချိန်ငွေကြေး knowledge ယူလိုက်ပါအောင်မယ်ဆိုတဲ့လူတွေကဘယ်တော့မှမစဖြစ်ကြတာများတယ်ရှိတာလေးနဲ့စပြီးလှုပ်ရင်တင်သွားတာကပိုမြန်ပြီးရှေ့ကိုမြင်မြန်ရောက်တယ်။လှုပ်မယ်စဉ်းစားထားရင်မြင်မြန်လှုပ်မြင်မြန်စကျန်တာတွေကလှုပ်ရင်ဘာဆက်လှုပ်ရမလဲသိလာလိမ့်မယ်။ရှေ့ကိုတလန်းမရွေ့တဲ့အဲ့ဒီနေရာမှာပဲရှိနေလိမ့်မယ်။ဘဝပြောင်းလဲချင်ရင်တိတ်စဉ်းစားသူရမနေပဲမြင်မြန်စဖို့လိုအပ်ပါတယ်။မြင်မြန်အောင်မြင်ချင်ရင်မြင်မြန်စပါ။ဆင်းရဲသွင်းမှလွတ်မြောက်ဖို့စာကြိုးစားခဲ့တဲ့ကောင်လေးဗီယက်နမ်ကအင်မတန်ဆင်းရဲတဲ့အသက်32နှစ်အရွယ်Blue ဆိုတဲ့ကောင်လေးဟာMaster Degree 2ခုကိုအမေရိကန်နိုင်ငံကနာမည်ကြီးတဲ့ University ကနေရယူခဲ့ပါတယ်။ဖြူကနိုင်ငံရဲ့ချားမှာကျောင်းတက်ဖို့ကြိုးစားအားထုတ်ခဲ့တာဆင်းရဲနွံမှာလွတ်မြောက်ပြီးသူ့မိခင်ကိုအမေရိကန်နိုင်ငံကိုရောက်ဖို့စီစဉ်လိုပဲဖြစ်ပါတယ်။လယ်သမားမိသားစုကမွေးဖွားလာပြီးမောင်နှမသားချင်း9ယောက်ရှိတဲ့ဖြူဟာအင်မတန်ဆင်းရဲပါတယ်။သူ့ဘဝကိုပြောင်းလဲဖို့ဆင်းရဲတွင်းကလွတ်ဖို့ဆိုတာသူ့မှာစာဖတ်တာထက်ရွေးချယ်စရာမရှိပါဘူး။သူဟာ2015ခုနှစ်တုန်းက University of
Medicine and Pharmacy ကိုဝင်ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့သူကအချိန်ကောင်းငွေရောအများကြီးကုန်မဲ့ဆေးကြောင်မတက်ခဲ့ပါဘူး။သူ့ရဲ့ရွေချက်က University တက်စဉ်ကာလမှာအမတ်ကောင်းအောင်လုပ်ပြီးကျောင်းလာကမပေးရအောင် scholarship ရဖို့ပါပဲ။ကျောင်းတက်စဉ်ကာလမှာမြို့ကြီးပြကြီးမှာနေစိတ်ကာမိအောင်ချူတာစာတင်ပေးတဲ့အလုပ်လုပ်ခဲ့ပါသေးတယ်။လေယာလုပ်တဲ့သူ့မိခင်ရဲ့အိမ်မက်တစ်ခုကတနေ့မှာအမေရိကန်မြေကိုနင်းဖို့ပါပဲ။သူ့မိကသူ့အတွက်နိုင်ငံရဲ့ချားမှာစာသွားဖတ်ဖို့တွန်းအားတစ်ခုပါပဲ။ဗီယက်နမ်မှာသူကျောင်းပြီးပွဲရတော့ဖူထိုင်အလုံးမလုပ်ပဲစာတင်တာတခြားကြုံရလုပ်တွေလုပ်ပြီးဝင်ငွေရှာရက်တည်ပြီးအင်္ဂလိပ်စာကိုကိုယ်တိုင်လေ့လာသင်ယူပြီးပွဲလွန်နေအတွက်ပြင်ဆင်ခဲ့ပါတယ်။နောက်တော့ဆင်းရဲတဲ့ကလေးတွေကိုအခမဲ့စာပြပေးတာတွေလုပ်ဖြစ်ပါတယ်။တစ်နေ့လောက်ပြင်ဆင်ပြီးတော့ IELTS ရဲ့စာမွဲကိုနှစ်ခါဖြေခဲ့တာအမှတ်8.0 8.5 နဲ့အမှတ်340 ရခဲ့ပါတယ်။ပွဲလွန်ကိုအမေရိကန်နိုင်ငံမှာတက်ဖို့ကျောင်းဆယ်ကျောင်းရှောက်ခဲ့ပါတယ်။ program တစ်ခုမှ scholarship ဒေါ်လာ9000တစ်နေ့ရရှိခဲ့ပါတယ်။သူ့ရဲ့ essay မှာဆိုရင်သူတို့နေတဲ့နေရာမှာကြုံတွေ့ရတဲ့လယ်သမားတွေရဲ့အခက်အခဲတွေအကြောင်းဆွေးနွေးပြပြထားပြီးသူ supply chain ပွဲနဲ့ဘလို့ထောက်ကူပြပေးနိုင်မလဲဆိုတာရှင်းပြခဲ့ပါတယ်။2019ခုနှစ် MIT မှာ master ပွဲယူတော့သူ့အမေရဲ့အိမ်မက်တိုင်းအမေရိကန်မြေကိုနင်းခွင့်ရခဲ့တယ်။ပွဲရတော့ဗီယက်နမ်ပြန်လာပြီး project တွေလုပ်တယ်အင်္ဂလိပ်စာသင်တယ်ဗဟုသုတတွေကိုကျောင်းသားတွေကိုသင်ပြတယ်သူ့ရဲ့အတွေ့အကြုံနဲ့ကြိုးစားအားထုတ်မှုတွေပေါင်းပြီး2022ခုနှစ်မှာဒုတိယကြိမ် scholarship ကိုထပ်မံရရှိပြီးဒေါ်လာ2000ကျောင်းသားခပံ့ပိုးရရှိခဲ့ပါတယ်။ဖြူဟာထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီးသူ့ရဲ့ဘာသာရပ်တွေအကုန်လုံးကို A+ နဲ့ထူးချွန်စွာအောင်မြင်ခဲ့တာမလို့ဂုဏ်ယူထိုက်တဲ့ကျောင်းသားတစ်ယောက်ပါ။အမေရိကန်မှာထိပ်တန်း20-30ဆေးမှာပါတဲ့ကျောင်းတစ်ကျောင်းကိုတက်ခွင့်ရပြီးသူမိခင်ကတော့သူအမေရိကန်မြေကိုနှစ်ခါနင်းပြီးဘွဲ့ယူဖို့တက်ရတာဝမ်းသာလွန်းလို့မျက်ရည်မစဲနိုင်အောင်ပါပဲလို့ပြောပါတယ်။သူ့ကိုထောက်ခံစာရေးပေးတဲ့ဗီယက်နမ်ကဆရာတစ်ယောက်ကဖြူကပြင်းထန်တဲ့ရည်မှန်းချက်ရွယ်ချက်ရှိတယ်။တိုးသက်ခြင်းစိတ်ရှိတယ်။သူ့အိမ်မက်ကိုအကောင့်ထဲပေါ်အောင်တခြားကြိုးစားတယ်။ဖြူကအခုသူ့မိသားစုနဲ့နေပြီးသူ့တူတွေသူမတွေကိုစာမင်းပွဲကူညီပြင်ဆင်ပေးတယ်။သူအမေရိကန်နိုင်ငံမှာတခြား program တွေတက်ဖို့လျှောက်ထားတာဝင်ခွင့်အများကြီးရထားပေမဲ့ဘယ်တစ်ခုတက်ရမလဲချင့်ချိန်နေသေးပဲလူတစ်ယောက်ကမိမိဘာဖြစ်ချင်လဲဆိုတာသိပြီးဂိုးတွေတခြားချရမယ်အခွင့်အရေးတွေကမိမိဘက်ကအဆင်သင့်ဖြစ်နေရင်ရောက်လာမှာပါပဲအဲ့လိုဖြစ်ဖို့မလောပါနဲ့တဆင့်ချင်းစီသွားဖို့ပဲလိုတာပါလို့ဖြူကပြောတယ်ဆင်းရဲတဲ့မိဘကမွေးဖွားလာတာရွေးချယ်လို့မရပေမဲ့ဆင်းရဲတွင်းကလွတ်မြောက်အောင်တော့မိမိကိုယ်တိုင်ကြိုးစားအားထုတ်ရင်ဖြစ်နိုင်ပါတယ်ဆိုတာဖြူကသက်သေပြခဲ့ပါတယ်အခက်အခဲတွေကိုစိတ်အေးအေးထားဖြေရှင်းမှာ Forex ကန်ရုပ်ရှင်တွေကလို့ဘဝဆိုတာချောကလက်ပေါက်တွေကချောကလက်တွေလိုပဲနှိုက်လိုက်ရင်ဘယ်တစ်ခုရမလဲဆိုတာကိုမသိဘူးအလုပ်တစ်ခုလုပ်တာပဲဖြစ်ဖြစ်ခရီးတစ်ခုသွားတာပဲဖြစ်ဖြစ်ကိုကတေချာစီစဉ်ထားပေမဲ့မမျှော်လင့်ပဲလွဲချော်တာပတ်စံအပိုးကုန်တာတွေရှိနိုင်တယ်စိတ်အေးထားပြီးဖြစ်လာတဲ့အပေါ်အကောင်းဆုံးဖြေရှင်းသွားမှရမယ်အခက်အခဲတွေရှိပေမဲ့ရည်မှန်းချက်ကအလုပ်ဖြစ်မြောက်ဖို့ခီးစဉ်အောင်မြင်ဖို့ဆိုတာစဉ်းစားထားရင်ကြံတဲ့အခက်အခဲတွေကိုအသေးမွှားလို့တဘောထားပြီးအလေးနဲ့မထားပဲစိတ်ပေါက်ပါထားနိုင်ရင်ရည်မှန်းထားတဲ့အောင်မြင်မှုဆိုတာရောက်လာမှာပါအခက်အခဲတွေကိုကြော်ဖြတ်ရင်ပုံမကြန့်ခိုင်စိတ်သက်ကြန့်ခိုင်သူတယောက်ဖြစ်လာမှာပါအခက်အခဲတွေတွေ့တိုင်းလက်မလျှော့ပဲဆက်လျှောက်သူတွေကအမောင်ထုရဲ့အဆုံးမှာအလင်းရောင်ကိုတွေ့လာမှာပါခုနှစ်နိုင်ငံ14ရက်ခရီးကိုတယောက်တည်းခီးသွားခဲ့ပေမဲ့အခက်အခဲတွေကိုစိတ်ပေါက်ပါနဲ့ရင်ဆိုင်ဖြတ်တန်းခဲ့တဲ့အတွက်ခီးစဉ်မှာရည်မှန်းချက်အတိုင်းအောင်မြင်ပျော်ရွှင်ခဲ့ရတယ်ဆိုတာလေးအတိပေးပြပြချင်တာပါအခက်အခဲတွေရှိလဲ keep going ဆက်လုပ်ကြဖို့တိုက်တွန်းလိုပါတယ်လှပတဲ့အနာဂတ်ကိုပိုင်ဆိုင်သူတွေဟာသူတို့ရဲ့အိမ်မက်ကိုယုံကြည်ကြတွေပါလူတိုင်းမှာအိမ်မက်တွေရည်မှန်းချက်တွေရှိကြပြီးယုံကြည်ပြီးလုပ်မယ်ဆိုရင်အောင်မြင်နိုင်မှာပါဒါပေမဲ့အိမ်မက်တွေကိုလက်တွေ့အောင်မြင်အောင်ဘယ်လိုလုပ်ကြမလဲအောင်မြင်ဖို့အတွက်တေချာအစီအစဉ်ချမှတ်ခြင်းပန်းနိုင်တွေထိရောက်တဲ့ခြေလှမ်းတွေလမ်းပြီးဒီဇိုင်းမမတ်လုပ်ဖို့လိုအပ်ပါတယ်ဥပမာအားဖြင့် Airbnb တည်ထောင်သူအိမ်ပိုင်ရှင်တွေခရီးသွားတွေအတွက်၎င်းတို့ရဲ့အိမ်တွေကိုငှားရမ်းခွင့်ပေးမဲ့ platform တစ်ခုတည်ဆောက်ဖို့ရည်မှန်းချက်ရှိခဲ့ကြတယ်သူတို့ရဲ့စိတ်ကူးကိုလေထဲမှာရက်သက်မထားပဲအစီအစဉ်တစ်ခုဖန်တီးပြီးပန်းနိုင်တွေချမှတ်ကသူတို့ရဲ့အိမ်မက်တွေကိုလက်တွေ့အကောင့်ထဲပေါ်ဖို့ကြိုးစားအားထုတ်ခဲ့ကြတယ်။တနေ့မှာ ယနေ့မှာ Airbnb ကကမ္ဘာတဝန်းရှိနိုင်ငံပေါင်း190ကျော်မှာတည်ရှိပြီး
Airbnb ဟာဝင်ငွေဒေါ်လာ8.4 ဘီလီယံနဲ့အသက်တင်ဝင်ငွေဒေါ်လာ1.9 ဘီလီယံရရှိတဲ့ကြီးမားတဲ့အောင်မြင်တဲ့လုပ်ငန်းစုတစ်ခုဖြစ်လာခဲ့တယ်။မအောင်မြင်မှာကြောက်တဲ့အဆိုးမြင်အတွေ့တွေတန်ရာတွေကိုကြော်လွှားပြီးအပြုတဘောဆောင်တဲ့အကောင်းမြင်တဲ့စိတ်တဘောထားပြီးကြိုးစားဖို့လိုအပ်ပါတယ်။အိမ်မက်တွေကိုလက်တွေ့အဖြစ်ပြောင်းလဲရမှာယုံကြည်ချက်နဲ့လှုပ်ဆောင်မှုနှစ်ခုလုံးလိုအပ်ပါတယ်။အောင်မြင်မှုရရှိဖို့မိမိရဲ့အရေးချင်းတွေယုံကြည်မှုရရှိဖို့လိုအပ်ပြီးရည်မှန်းချက်တွေအောင်မြင်မှုစီကိုခိုင်မာတဲ့ခြေလှမ်းတွေလည်းလှုပ်ဆောင်ရမှာဖြစ်တယ်။အလုပ်ကြိုးစားမှုဆရာထက်သန်မှုနဲ့အပြုတဘောဆောင်တဲ့အတွေးမြင်တွေခိုင်မာပြီးမပြောင်းလဲတဲ့ယုံကြည်ချက်တွေဇဲလုံးလားနဲ့အကောင်းမြင်ရှုထောင့်တွေကအိမ်မက်တွေကိုလက်တွေ့ဖြစ်ပြောင်းလဲနိုင်ပြီးမိမိရဲ့စိတ်ကူးရင်ဘဝကိုလှပတဲ့အနာဂတ်ဖြစ်ပြောင်းလဲဖန်တီးနိုင်မှာဖြစ်တယ်။အိမ်မက်မှတ်ပါယုံကြည်ပါအောင်မြင်အောင်လုပ်ပါ Know your limit ဒီနေ့အလုပ်သွားလုပ်တဲ့နေရာကတော်တော်ဝေးတယ်တနားရီကျော်မောင်းရတယ်လမ်းမှာအိမ်မငိုက်အောင်လေဒီကကတချင်းတွေလမ်းမှာဟစ်ကြွေးပြီးသွားရသေးတယ်ရောက်တော့လဲတက်လက်ပိုင်းအာဖရိကတယောက်ထိုင်နေတယ်ဝမ်းလေဒီရှိုးမလုပ်ရပဲအဖော်ရတော့မယ်ဆိုပြီးနည်းနည်းပျော်သွားတယ်မေးကြည့်တော့ student intern တဲ့အကူအညီတချို့တော့ရလောက်ပါသေးတယ်တွေးလိုက်သေးတယ်အလုပ်လဲစရောမိခွန်းနေတဲ့ဆက်လာမေးနေလို့အလုံးမလုပ်ရပဲသူ့ပဲဖြေနေရလို့ဟဲဘာမှမလုပ်တတ်ဘူးလားလုပ်နေတာဘယ်လောက်ရှိပြီလဲမေးတော့နှစ်ပတ်ရှိပြီလို့ပြောတယ်ဒါပေမဲ့နေ့တိုင်းကသူ့အတွက်အစကပြန်စနေရတယ်လို့မမှတ်မိဘူးဖြစ်နေတယ်ဒါဆိုလဲလွယ်တဲ့အိတ်လေးပဲထည့်ပြီးလို့ခိုင်းမိပါတယ်အဲ့ဒီမှာလဲသူ့မှာလုံရတာခက်ခဲနေတယ်အလုပ်ထဲကတယောက်ကထပြောတယ် This career is not for him ဒီလောက်ကသူ့တက်မဟုတ်ဘူးဘလောက်တင်ပေးမမှတ်မိနိုင်ဘူးသူရှိနေတာအလုပ်ထဲမှာပိုတောင်အနောက်ရှက်ဖြစ်သေးတယ်ထပြောပါလေရောကျမကတော့သူ့ကိုအခွင့်အရေးနည်းနည်းပေးချင်သေးတယ်ကိုလည်းကျောင်းသူဘွားကအင်ထန်းလုပ်တာတင်ယူစရာတွေများလို့မနေမှတ်မိအောင်လုပ်ခဲ့ရတဲ့စိတ်ဖိစီးမှုများတဲ့အချိန်တွေကိုဖျက်ကျော်ခဲ့ဘူးလို့စာနာမိတယ်နေ့လည်ကျတော့သူ့အမားတွေများလာတော့မန်နေဂျာရောက်လာပြီးအိမ်ပြန်ခိုင်းလိုက်တာသူ့ကြည့်ရတဲ့စကားလဲတိတ်မပြော introvert ပုံခိုင်းမှလုပ်တတ်ပြီးပတ်ဝန်းကျင်ကိုလည်း view ဆိုင်မှုအားနေတယ်ကျမတို့အလုပ်ရဲ့သဘောတဘာဝက multitasking လုပ်နိုင်ရမယ်ထင်းဝက်လုပ်တတ်ရမယ် quick learner ဖြစ်ပြီးအကြောင်းအရာတွေကိုမြန်မြန် pick up လုပ်နိုင်ရင်ပိုအဆင်ပြေတယ်လူတိုင်းနဲ့တော့မကိုက်ဘူးလေ့လာရတာမကြိုက်ဘူးလူတွေနဲ့ကင်းကင်းနေချင်သူတွေအတွက်အဆင်မပြေနိုင်ဘူးတခါလေသူများနဲ့အဆင်မပြေတဲ့အလုပ်ဖြစ်ပေမဲ့ကိုနဲ့အဆင်ပြေချင်မှပြေတာကောင်းလေးတယောက်ဆိုဆရာဝန်ဖြစ်ချင်တယ်ဆိုပြီးတက်ခဲ့ပေမဲ့သူက biology မတော်ဘူးကျောင်းမှာစာမေးခဏခဏကြာတာကျောင်းကအထောက်ခံရတယ်ကျောင်းကနှစ်ခါပဲကြာခွင့်ရှိတယ်သူတို့သတ်မှတ်ထားတဲ့ limit ထက်ကျော်သွားရင် program က give out လုပ်ခံရတယ်ဘာပွဲမှမရပဲသူလဲ student လုံးဒေါ်လာ4 သိန်းလောက်အကျွေးတင်သွားပြီးရရအလုံးနဲ့အသက်မွေးရင်းကြောင်းပြုလိုက်ရတယ်ဒါကြောင့်မလို့အချိန်တွေငွေတွေအများကြီးရင်းနှီးမြှုပ်နှံတာမလုပ်ခင်ကိုယ့်ရဲ့အားသာချက်အားနည်းချက်တွေကိုသိပြီးကိုဝါနာပါတာနောက်လိုက်မှဘဝမှာအချိန်ကုန်သက်တာပြီးမြ мян ဆက်ဆန်နဲ့ထူးချွန်ပေါင်းမြောက်မှာပါအမေရိကန်နိုင်ငံမှာ EB1A ဗီဇာရခဲ့တဲ့အိန္ဒိယနိုင်ငံသားတယောက်ရဲ့စိန်ခေါ်မှုတွေအမေရိကန်အစိုးရရဲ့အချက်အလက်များအရလူပေါင်း1 သန်းကျော် employment based immigration ကိုရရှိဖို့စောင့်နေကြပြီးလူမှုကြီးကြပ်ရေးအဆင့်မှာ backlog ဖြစ်နေကြတယ်အထူးသဖြင့်ကျွမ်းကျင်တဲ့အိန္ဒိယပညာရှင်များအတွက်အမြဲတမ်းနေထိုင်ခွင့် permanent resident ရရှိဖို့10 စုနှစ်များစွာဆောင်ဆိုင်းရမှာဖြစ်ပါတယ်မဖြစ်နိုင်တာတွေတားဆီးတဲ့အခက်အခဲတွေကြားကနေအမေရိကန်နိုင်ငံမှာနေထိုင်ခွင့်ရသွားခဲ့တဲ့ရာဗီတယောက်အတွက်ဂုဏ်ယူဝမ်းမြောက်နေကြတယ်လွယ်ကူတဲ့ခီးမဟုတ်ခဲ့ပေမဲ့ကြုံလာတဲ့တားဆီးတွေနဲ့အဆင်ပြေမှုတွေကိုကျော်လွှားပြီးအောင်မြင်မှုရဖို့သူ့ရဲ့မယိမ်းရိုင်တဲ့စိတ်ပိုင်းဖြတ်မှုတွေကြောင့်နောက်ဆုံးမှာသူမျှော်လင့်တဲ့ရလဒ်ရသွားခဲ့တာပါရာဗီက BTEC ပွဲကို2018ခုနှစ်မှာပွဲရပြီး2025ခုနှစ်မှာပြီးမြောက်ခဲ့တယ်။အဲ့ဒီနောက်သူဟာ Bay Area မှာ Staff Engineer အနေနဲ့အလုပ်စတင်ခဲ့တယ်။9 နှစ်ကြာလုပ်ပြီးတဲ့နောက်ကိုပိုင် Startup ကိုစတင်ဖို့ကြိုးစားခဲ့ပေမဲ့ဗီဇာအခက်အခဲတွေကြောင့်ကိုဗစ်ချိန်ကာလမှာအိန္ဒိယကိုပြန်ခဲ့ရတယ်။လူငယ် Engineer တယောက်အနေနဲ့အိန္ဒိယနိုင်ငံကိုပြန်လာကလုပ်ငန်းစလုပ်ဖို့ဆုံးဖြတ်ခဲ့ပေမဲ့မထင်ထားတဲ့စိန်ခေါ်မှုတွေကြောင့်အဆင်မပြေခဲ့ပါဘူး။သူဟာ2021ခုနှစ်မှာ F2 Dependent Visa နဲ့ US ကိုပြန်သွားဖို့ဆုံးဖြတ်ခဲ့တယ်
နှစ်တာကာလအတွင်းစိတ်ရှည်တီးခတ်မှုနဲ့စွန့်ဦးတူထွေမှုဆိုင်ရာစိတ်ကူးစိတ်ကမ်းတွေနဲ့အတူအလောက်ကင်တစ်တွေကိုစမ်းသပ်တဲ့ကာလတစ်ခုဖြစ်တဲ့2023ခုနှစ်မတ်လမှာသူဟာထူးခြားတဲ့အရေးချင်းရှိသူတွေကိုပေးတဲ့ EP1A ဗီဇာအတွက်လျှောက်လာတင်သွင်းခဲ့တယ်။လအတော်ကြာပြီးတဲ့နောက်မှာစက်တင်ဘာလမှာအထောက်ထားတောင်းခံမှုကိုရရှိခဲ့ပြီးဒီဇင်ဘာလမှာ2023လာဗီရဲ့လျှောက်လွှာကိုခွင့်ပြုခဲ့ပြီးအမေရိကန်နိုင်ငံမှာအမြဲတမ်းနေထိုင်ခွင့်ကိုရရှိခဲ့တယ်။ EP1A ဗီဇာဆိုတာဘာလဲထူးခြားတဲ့စွမ်းရည်ရှိတဲ့ non-US resident အမေရိကန်နိုင်ငံမှာနေထိုင်သူမဟုတ်တဲ့လူတွေကိုပေးတဲ့အလောက်ကန်အခြေခံဗီဇာဖြစ်တဲ့သိပ္ပံအမှုပညာပညာရေးစီးပွားရေးဒါမှမဟုတ်အားကစားနယ်ပယ်တွေမှာထူးခဲ့တဲ့ကျွမ်းကျင်မှုရှိရမယ်။သူဟာအခက်ခဲသားစီးများစွာရှိခဲ့ပေမဲ့တစ်ခုမဟုတ်တစ်ခုစူးစမ်းခဲ့တဲ့ရာဗီတယောက်နောက်ဆုံးဇွဲစုအနေနဲ့သူလိုချင်ဆုံးဆုလက်ကိုရရှိသွားလို့ပြုံးပြောနိုင်ပါပြီ။ဘဝမှာလိုချင်တာတွေရဖို့လျှို့ဝှက်ချက်လူများစုကမိမိကိုယ်ကိုမယုံကြည်ကြဘူးကြာရှုံးကြောက်ရွံ့ကြတယ်စွန့်ရင်စိတ်များကြတယ်စမတ်ဖြစ်တဲ့တော်တဲ့လူတွေဆိုပို့အသွေးများကြတယ်သွေးဓာတ်တွေများပြီး negative ဘက်ရောက်သွားတယ်လောကကြီးမှာလိုချင်တာတွေရဖို့ secret ကတော်ဖို့လည်းမလိုသလိုရွှေစွန်းကိုက်ပြီးမွေးဖွားလာဖို့လည်းမလိုပါဘူးမိမိဖြစ်ချင်တာတွေနောက်ကိုလိုက်ဖို့လိုက်ရတဲ့တတိရှိဖို့အရှင်ယူလှုပ်ဆောင်ဖို့ဆုံးဖြတ်ချက်ခိုင်မာဖို့ပါပဲမိမိကိုယ်ကိုမေးကြည့်ဘူးပါလားဘဝမှာပါလိုချင်လဲဘာဖြစ်ချင်လဲမမေးဘူးရင်အခုပဲမေးကြည့်ပါမိမိလိုချင်တာတွေရဖို့အစီအစဉ်ချမှတ်ပြီးစလုပ်ဘူးပါလားမလုပ်ဘူးရင်လိုချင်တာရဖို့ဘယ်လိုနည်းလမ်းတွေနဲ့ရအောင်လုပ်မလဲစဉ်းစားကြည့်ပါလူတော်တော်များများကလိုချင်တာတွေနောက်မလိုက်ကြပဲဘဝမှာရေလိုက်ငါးလိုက်နဲ့အလိုက်သိနေကြတော့မလိုချင်တာတွေနဲ့ပဲနေသွားရတယ်လိုချင်တာတွေရဖို့အတွေးတွေလုပ်ရက်တွေကိုပြောင်းလဲရမယ်စူးစမ်းရင်လိုချင်တာတွေကတန်းရမလားတန်းတော့ရချင်မှရလိမ့်မယ်တခါမှမလုပ်ဘူးတာတွေလုပ်တော့တန်းရချင်မှရလိမ့်မယ်အနည်းဆုံး10ချိန်လောက်စူးစမ်းကြည့်ပါတစ်ချိန်မဟုတ်တစ်ချိန်ရပါလိမ့်မယ်လိုချင်တာကွက်တိမရခဲ့ရင်တော့အခြားတစ်ခုခုရသွားနိုင်တယ်လို့စူးစမ်းခဲ့ဘူးတယ်ဆိုတဲ့အတွေးနဲ့ဘဝမှာနောင်တတွေနဲ့နေဖြစ်မှာမဟုတ်ဘူးဘဝမှာလိုချင်တာရဖို့သူများဝေဖန်ခဲ့ရင်မအောင်မကြောက်ပါနဲ့မိမိလိုချင်တဲ့ဘဝကိုဖန်တီးယူဖို့ရဲစွမ်းတတိရှိဖို့ဘိုးဖြစ်ဖို့ပဲလိုအပ်ပါတယ်ဒီနေ့ဒီရက်မှာကျမဟာပျော်ရွှင်စိတ်ချမ်းသာစွာနေနိုင်တယ်ခီးသွားနိုင်တယ်အလုပ်လုပ်နိုင်တယ်စာရေးနိုင်တယ်ဆိုတာအရင်ဆယ်စုနှစ်တွေကကိုလိုချင်တာတွေနောက်ကိုရေဝဝလိုက်ခဲ့လို့ပါဘဝမှာစိတ်ချမ်းသာခြင်းရင်ကိုလိုချင်တာတွေနောက်ကိုဆုံးဖြတ်ချက်ချပြီးအစီအစဉ်တကျနဲ့ရေဝဝလိုက်ကြပါကိုယုံကြည်မှုပိုရှိအောင်လေ့ကျင့်ပါအားနည်းတဲ့သူတွေကသူတစ်ပါးကိုလွယ်လွယ်ကူကူအဖြစ်တင်ကြတယ်အားငယ်ကြောက်တတ်တဲ့လူတွေကငငယ်ရွယ်နဲ့အားကိုးရှာအချက်ရှာတတ်ကြတယ်အဖြစ်တင်လို့လည်းအချိန်တွေကပြောင်းလဲမသွားသလိုအချက်ရှာလို့လည်းတစ်သက်လုံးအားကိုးရမယ်လို့ဘယ်သူမှအာမမခံထားဘူးအားငယ်တတ်ရင်အားမနဲ့အောင်လေ့ကျင့်ရမယ်ကြောက်တတ်ရင်ရဲဝဲမှုရှိအောင်လေ့ကျင့်ရမယ်မွေးကလေးကဘယ်သူမှတော့ confidence ရှိပြီးမွေးလာကြတာတော့မဟုတ်ပေမဲ့သင်ယူလို့ရပါတယ်အလေးအကျင့်ကယုံကြည်မှုကိုဖန်တီးပေးတယ်ယုံကြည်မှုကတင့်ကိုခွန်အားဖြစ်စေတယ်သူတစ်ပါးကိုအလွယ်တကူအပြစ်မတင်ပဲကိုယ့်ဘာသာဖြည့်ရှင်းနိုင်အောင်ကြိုးစားကြည့်ပါသူတစ်ပါးအားမကိုပဲမိမိဘာသာရပ်တည်နိုင်အောင် confidence ဖို့ရှိအောင်လေ့ကျင့်လေ့ယူပါမိမိကိုယ်ကိုတန်ဖိုးထားလေးလေးစားစားချက်ပါအောင်မြင်ပြီးအဓိပ္ပာယ်ရှိတဲ့ဘဝကိုပိုင်ဆိုင်ထားကြသူတွေဟာ self discipline ဆိုတဲ့မိမိကိုယ်ကိုစည်းကမ်းတကျလှုပ်ဆောင်သူတွေဖြစ်တဲ့မိမိဘဝအတွက်တိုးတက်ရာတိုးတက်ကြောင်းကိုအရွယ်ရှိဆုံးအထုံခွန်ဆိုင်လုပ်ခဲ့ကြသူတွေပါ self discipline မရှိဘဲဘဝမှာလိုချင်တာတွေလုံးမဲ့အရာတွေကိုတေချာ clear ကိုချနိုင်မှာမဟုတ်ဘူးအသင်ဖြစ်နေပေါ်ပင်တွေမှာပျော်ရွှင်နေပြီးအချိန်တွေကိုအကျိုးရှိစွာအသုံးချဖြစ်မှာမဟုတ်ဘူးလူတွေကိုကောင်းကောင်းမွန်မွန်ဆက်ဆံသင့်တယ်ဆိုတာနားလေတဘောမပေါက်တတ်ကြဘူးအခက်ခဲရှိချိန်မှာချင်းချက်မခံနိုင်ပဲအလွယ်တကူလက်လျှော့အရှုံးပေးချင်နေပြီ positive thinking အကောင်းမြင်စိတ်ရှိဖို့မိမိကျန်းမာရေးကိုကြိုးစိုက်ဖို့လဲအလေးမထားတတ်ကြဘူး self discipline ဆိုတာမိမိကိုယ်ကိုလေးလေးစားစားတန်ဖိုးထားချစ်တဲ့သူတိုးတက်ချင်တဲ့သူတွေပဲမွေးမြူကြတဲ့အကျင့်အကောင်တွေပါပဲဘဝမှာဖြစ်လာတာတွေကိုရေးလိုက်ငားလိုက်နဲ့မျောနေမဲ့အစားဖြစ်တင်ဖြစ်ထိုက်တာတွေကိုအချိန်နဲ့စည်းကမ်းတကျလုပ်ခြင်းဖြင့်မိမိလိုချင်တဲ့အောင်မြင်တဲ့ဘဝကိုပုံဖော်တည်ဆောက်နိုင်မှာဖြစ်ပါတယ်ဘဝမှာနောင်ရေးကောင်းချင်ရင်မြင်မာတဲ့ဘဝမှာကောင်းကောင်းမွန်မွန်နေချင်ရင်မိမိရဲ့ရွေးချယ်မှုအတွေးအခေါ်တွေအပေါ်အများကြီးမူတည်တာမလို့မိမိကိုယ်ကိုတန်ဖိုးထားလေးလေးစားစားချစ်ကြပါအတွေးတွေကိုထိန်းချုပ်ပါ
ဘဝမှာကောင်းတာတွေဖြစ်လာခြင်းနေ့စဉ်ဝင်လာတဲ့အတွေးတွေကိုထိန်းချုပ်မှရလိမ့်မယ်။နေ့တိုင်းသတင်းတွေတက်လာတာတွေအကုန်ဖတ်ပြီးယုံနေရင်ဘဝမှာဖြစ်ချင်တာတွေရှေ့ဆက်ဖို့ယုံကြည်ချက်မဲ့လာတတ်တယ်။အုံနောက်ထဲကိုမကောင်းတဲ့အတွေးတွေအမိုက်တရိုက်တွေပြုံမနေအောင်သတိထားပေးပါ။ Facebook ကစကောင်းတာတွေပဲဖတ်မိအောင်လက်ကလေးများတဲ့ page တွေမကောင်းတဲ့တင်တဲ့သတင်း page တွေကို unfollow လုပ်ပါ။သူတို့ဘာမကောင်းကြောင်းပဲပြောတတ်တဲ့လူတွေအသိဖြစ်တွေနဲ့အချိန်ကုန်နေတဲ့သူတွေကိုဝေဝေးရှောင်ပါဖတ်ချင်တဲ့သတင်းတွေကိုရွေးဖတ်ပါကောင်းတဲ့အတွေ့တွေပဲတွေးမိအောင်ထိန်းချုပ်ထားပါအဲ့ရတဲ့လဲပြီးနေမကောင်းတဲ့လူနာတောင်ပြန်ကျမ်းမာလာတယ်ဒီတောင်ကိုကြော်နိုင်မယ်လို့ယုံကြည်ရင်ပြန်ကျမ်းမာလာနိုင်တဲ့တတ္တိတာရကတွေကအများကြီးရှိခဲ့ဘူးတာပဲအတွေ့တွေကိုထိန်းချုပ်ပြီးကောင်းတာတွေတွေးပါမိမိကိုယ်ကိုယုံကြည်မှုရှိပါဘဝမှာကောင်းတာတွေလိုချင်တာတွေဖြစ်လာလိမ့်မယ်ရက်တည်မှုအမေရိကန်နိုင်ငံကလောက်ပေါ်ကိုင်ဖက်အမျိုးသမီးတွေနဲ့ relationship နဲ့ပတ်သက်ပြီးစကားပြောကြည့်တဲ့အခါအများစုက independent ဖြစ်ကြတယ်ဘဝမှာရက်တည်ဖို့အခြားတယောက်ရဲ့ထောက်ပံ့မှုမလိုဘူးလို့ယူဆကြတယ်လူတယောက်အနားမှာရှိတဲ့အခါကိုလှုပ်ချင်တာလှုပ်ဖို့တိုင်ပင်ခွင့်တောင်းနေရတယ်လှုပ်ဖြစ်ဖို့ခွင့်ရေးနေသွားတယ်ကိုပါတာနဲ့ကိုဆိုအိယာထားခြင်းနဲ့ချိန်ထားအိမ်မရှင်းတာရေခဲတစ်တာတဲ့ကိုစားချင်တာကြိုက်တယ်လို့ဝယ်ထည့်ထားလို့လည်းရတယ်ငွေကြီးလည်းအငင်းပွားစရာမလိုလွတ်လပ်တယ်သူတစ်ပါးရဲ့ပြဿနာတွေကိုဌာနစရာဖြေရှင်းစရာမလိုလို့ဘဝမှာလူကျင်တာတွေလုပ်ဖို့အခွင့်အရေးရစေတယ်စိတ်ပေါ့ပါပါနဲ့ဘဝဖြတ်တန်းလို့ရတယ်အာရှတိုက်ကအမျိုးသမီးတွေကြတော့ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်ရဲ့တလေထုံးတန်းတွေရဲ့ကြောင့်တယောက်တည်းရက်တည်ဖို့အတွက်တစုံတယောက်အမိလိုချင်ကြတယ်ကိုယ်ပေါ်နားလည်မှုရှိတဲ့လူလှုပ်ချင်တာတွေကိုအနောက်က support လုပ်ပေးမဲ့လူငွေကြီးမှအမြင်တူတဲ့လူထိန်ချုပ်တာတဝင်းတူတာနေတဲ့လူမျိုးမှာဘဝခရီးကိုအတူသွားဖို့အဆင်ပြေလိမ့်မယ် Happiness is a choice ကိုကိုတောကပွေစေသူစိတ်တန်ရာစိတ်ဒုက္ခတွေပေးမဲ့သူနေရကြစေမဲ့လူမိမိရဲ့ရည်တည်မှုကိုအာမပေးပဲထိန်းချုပ်ထားမဲ့လူဆိုရင်လမ်းခွဲပြီးကိုလန်ကိုလျှောက်တာအကောင်းဆုံးပါပဲ It's okay to say no ဘဝတစ်ခုမွေးဖွားကြီးပြင်းလာတာသူတစ်ပါးကြောင့်ပူပင်တော့ကပွေစိတ်ညစ်အိုစားဖို့မဟုတ်ပါဘူးမိမိကိုယ်ပိုင်ရည်ချင်းနဲ့ဝင်ငွေရအောင်ကြိုးစားကြည့်ပါသူတစ်ပါးမပါပဲနေနိုင်မယ်လို့အတွေးခေါ်တွေကိုပြောင်းကြည့်ပါမိမိရဲ့ရည်တည်မှုခံယူချက်ကိုယုံကြည်ပါဘဒုအတွက်ကြောင့်မှမပြောင်းလဲလိုက်ပါနဲ့အမိကိုကင်းတဲ့တောက်ပတဲ့ဘဝတစ်ခုကိုတဖြည်းဖြည်းတိဆောက်ပြောင်းလဲကြည့်ပါဘဝမှာလွတ်လပ်ပေါ်ပါပြီးပုံမှုပျော်ရွှင်လာတာတွေ့ရပါလိမ့်မယ်တဝဲလေလေအတန်ရအတွေ့တမယိုးကြကခွဲထွက်ပြီးအလုပ်တစ်ခုကိုလုပ်တော့မယ်ဆိုရင်လူတွေကစိုးရိမ်စိတ်များကြတယ်ပထမဆုံးအဆင့်ကတော့အဆင်ပြေပါမလားသိကြောက်ကြတာကြောက်လို့ဆိုပြီးမလုပ်လိုက်ဖြစ်ရင်အချိန်တွေတရက်ပြီးတရက်တာကုန်သွားပြီးအသက်ကြီးလာတာပဲရှိမယ်ဘဝမှာပြောင်းလဲမှုကမရှိဘူးနောက်တစ်ချိန်ကျရင်မလုပ်လိုက်ရလို့ဆိုပြီးနောင်တတွေနဲ့ရှင်သန်သွားရမယ်ကြောက်စိတ်စိုးရိမ်စိတ်ကိုဖျောက်ပြီးကြောက်တာတွေရဲ့ဆန့်ကျင်ဘက်ကိုလိုက်ပြီးအသက်ရှင်တဲ့ဘဝရဲ့အစိပ်ပိုင်းကာလလေးတစ်ခုမှာတတိလေးမွေးပြီးမိမိဖြစ်ချင်တဲ့ဆန္ဒတွေအကောင့်ထဲပေါ်ပါတခြားတွေကမဖြစ်နိုင်ဘူးလို့ပြောတာနားယောင်ပြီးမလုပ်ပဲမနေပါနဲ့တဏှာသွေးတွေကိုဖျောက်လှုပ်ရှားရှိတာကိုပလန်ချအရှင်ယူပြီးရဲရဲဝံ့ဝံ့လုပ်ရင်တနေ့အောင်မြင်လာမှာပါငယ်ငယ်တုန်းကဘဝတုဒ္ဒကျွဲတဲ့အကိုကြီးတွေကိုအားကြခဲ့ဘူးတယ်ဘဝတုဒ္ဒကျွဲအောင်ဘယ်လိုလုပ်ရမလဲနီးလန့်တွေအခုတော့သိသွားပြီးမို့အားကြစရာမလိုတော့ဘူးစာများများဖတ်ပါလူတွေနဲ့စကားပြောပါကိုမသိသေးတဲ့အကြောင်းအရာတွေသိလာလိမ့်မယ်အမေရိကန်နိုင်ငံမှာမွေးဖွားကြီးပြင်းလာတဲ့သူကလည်းအမေရိကန်နိုင်ငံအကြောင်းကိုပြနိုင်တယ်လို့တခြားနိုင်ငံကပြောင်းရွှေ့လာတဲ့ immigrant တွေလည်းသူတို့ရဲ့နီးစနစ်အတွေ့အကြုံတွေကိုသင်ပေးနိုင်ပါတယ်ဒါပေမဲ့ကိုကအင်္ဂလိပ်လိုပြောတတ်ရမယ်သူတစ်ပါးကစကားလက်ခံလာပြောချင်တဲ့ပုံစံမျိုး friendly ဖြစ်ရမယ်မနေ့ကခင်တဲ့ Egypt ကတယောက်ဆိုရင်အင်္ဂလိပ်လိုတလုံးမှမတက်တဲ့တူတောင်မှအိမ်တွေပိုင်းကားတစ်3-4စီးဝယ်နိုင်တယ်ငါတို့ပညာတတ်တာပဲဘာလို့မဖြစ်ရမှာလဲပတ်စံချွေတာမလိုအပ်တဲ့နေရာမသုံးနဲ့သူဆိုအပြင်မှာစားရင်ပတ်စံပိုကုန်လို့အိမ်မှာပဲချက်စားတယ်နိုင်ငံ4-50သွားဖူးပေမဲ့ဈေးကြီးတဲ့ 5 star hotel တွေမှာမတည်ဘူးအသက်ကြီးလို့ပင်စင်ယူရင်ပူစရာမလိုအောင်အလုံးလုံးနေတော့ငါလိုပဲရှောက်သွားလဲပတ်နိုင်အောင်ပတ်စံတေချာစုတယ်တိုးပွားအောင်လုပ်တယ်သူ့လိုကွက်တီလိုက်လုပ်ရမှာမဟုတ်ပေမဲ့ကို decision နဲ့ကိုလုပ်နိုင်တာလုပ်ရမှာပါကဘာကြီးကအမြဲပြောင်းလဲနေတယ်ဘယ်အရာမှပုံသေးမရှိဘူးအရာတိုင်းကကိုယူဆပဲမှန်တယ်လက်ကင်ထားလို့မရဘူးပြောင်းလဲတင်တာပြောင်းလဲပြီးကိုဘဝကိုတောက်ပအောင်နေရမှာကိုတာဝန်ပါပဲအမြဲတင်ယူခြင်းသူတွေဟာအမြဲတောက်ပသူတွေပါပဲ
ပညာတတ်တဲ့လူတွေဘာလို့ကားမောင်းတန်ရှည်လောက်ကြလဲကျောင်းတော့ကအတန်းတူတူတက်လာတဲ့ဂျပန်နိုင်ငံကကေတယောက်သူမအားလို့သွားကြရှင်ကျမကိုဖုံးဆက်ပြီးလာလုပ်ပါအောင်လို့ပြောလို့ရှိတယ်သူကကျောင်းကလေးက Mrs. Perfection ဆောင်းမွေးတိုင်းလည်းအမှတ်ပြည့်ထိတ်ဆုံးကပဲတလောကသူဂျပန်နှစ်ပတ်သွားလေတုန်းကသူ့နေရာမှာတခြားသူကိုစိတ်မချလို့ကျမနေတိုင်းသွားလုပ်ပေးခဲ့ရတယ်အဲ့ဒီတုန်းကသူ့လုပ်ဖို့ကိုင်ဖက်တွေနဲ့ခင်ခဲ့တယ်ကောင်မလေးတယောက်ကအသက်က22နှစ်ပဲကျောင်းဆက်မသက်ပဲခဏနားထားတယ်လို့ပြောတော့ဘာတက်တာလဲမေးကြည့်တာ psychology လို့ပြောတယ်ခေကသူ့ကိုစူတယ်နေ psychology တက်မနေနဲ့အလုပ်ရမှာလည်းမဟုတ်ဘူးလို့ပြောလိုက်တယ်ဒါနဲ့ကျမလည်းသတိရသွားတယ်ကေကကျောင်းတုန်းကစတာကစူးစားတယ်စာဖတ်တာဝါနာပါတယ်သူရင်က psychology နဲ့ bachelor degree ရခဲ့လို့ master degree လည်းပြီးခဲ့ပူတယ်ပြီးတော့အလုံးမရလို့အသက်35နှစ်အရွယ်မှာ career ပြန်ပြောင်းကျောင်းပြန်တက်ခဲ့တာဘွဲလွန်ပညာတတ်တဲ့သူတွေ PhD ဟိုတာတွေဘာလို့ blue collar job မောင်းတာကားမောင်းတာပကံဆေးတာတွေလုပ်နေကြလဲဆိုတော့တချို့တွေကကိုဝါနာပါတာတက်ကြတယ်ပြီးတော့အလုံးမရဘူးအလုပ်ရဖို့မလွယ်ကြဘူးတချို့တွေကြတခြားနိုင်ငံကဘွဲတွေရလာပြီးမဲ့စာမွဲတွေပြန်ဖြေရလူဘဝကများပြားရတဲ့တာဝန်တွေကြအဆင့်တွေလိုက်မလုပ်နိုင်လို့လားစာနေတဲ့ຢာတွေပဲလုပ်ကြရတယ်ကေပြောသလိုပြောပြရင်ကျောင်းတက်ရင်ကိုဝါနာပါလည်းဖြည့်ရမယ်ကျောင်းပြီးရင်အလုပ်ရတာလည်းဖြည့်ရမယ်အချိန်ကုန်ပြီးပတ်စံတွေကုန်ပြီးမှဘဝနဲ့မဖြတ်တန်းရအောင်အစကလေးကတေချာစဉ်းစားထားဖို့လိုပါတယ်လို့ကေဆုံးမသက်တာလေးတွေတတိတရအမတ်တရရေးပေးလိုက်ပါတယ်ဘဝမှာတန်မိုးအရှိဆုံးရာပညာရှိအဖိုးကြီးတဦးကလူငယ်လေးတဦးကိုဘဝရဲ့တန်မိုးရှိဆုံးရာကဘာလဲလို့မေးတယ်အဖိုးကတန်မိုးရှိဆုံးရာကငွေမဟုတ်ဘူးကြော်ကြားမှုနဲ့အာဏာတကူလည်းမဟုတ်ဘူးဘဝမှာတန်မိုးရှိဆုံးအရာကအချိန်လို့ပြန်ဖြေတယ်လူငယ်လေးကအံ့ဩသွားတယ်သူကမေးတယ်ဘာလို့အချိန်လဲအဖိုးကြီးကပြုံးပြီးဘာလို့လဲဆိုတော့အချိန်ဆိုတာလူသားအလုံးအတွက်တန်းတူရည်တူရှိနေတဲ့အရာတစ်ခုဖြစ်ပေမဲ့ဆုံးရှုံးသွားရင်ဘယ်တော့မှပြန်မရနိုင်တဲ့အရာတစ်ခုလည်းဖြစ်တယ်ငါတို့ဖြုံးနေတဲ့အချိန်အခိုက်အတန့်တိုင်းဟာထာဝရပျောက်ကွယ်သွားခဲ့တယ်အချိန်ကိုအကျိုးရှိရှိသုံးနေတဲ့အခိုက်အတန့်တိုင်းဟာကိုရောတခြားသူတွေပါတန်မိုးရှိတဲ့လက်ဆောင်တစ်ခုပါပဲလူငယ်လေးကခဏလောက်စဉ်းစားပြီးဒါပေမဲ့ပတ်စံကကောသူကမေးတယ်ပတ်စံတဲ့အချိန်တွေပိုဝယ်လို့မရဘူးလားအဖိုးကြီးကရီမောပြီးလူငယ်လေးကိုပြောတယ်ငွေရှိရင်ပစ္စည်းတွေဝယ်လို့ရနိုင်ပေမဲ့အချိန်ကိုဝယ်လို့မရဘူးဝယ်ဖို့တတ်နိုင်ရင်တောင်မှအချိန်ကိုကောင်းကောင်းသုံးဖို့ဉာဏ်မရှိရင်ကဘာကြီးမှာအချိန်ရှိနေလဲဘလို့အသုံးဝင်မှာလဲလူငယ်လေးကခေါင်းငိမ့်ပြပြီးနားလဲသွားတယ်ဒါဆိုကျွန်တော်ရဲ့အချိန်တွေကိုဘလို့အကျိုးရှိအောင်အသုံးချရမလဲလို့မေးတယ်အဖိုးကြီးကပြုံးပြတယ်ဒါကလူတိုင်းအတွက်မေးခွန်းထုတ်စရာတစ်ခုပါပဲမင်းရဲ့အချိန်များစုကိုအကျိုးရှိစွာအသုံးချဖို့တော့ချက်ကတစ် news ကအသစ်သောအရာတွေကိုသင်ယူပါနှစ်မိမိစိတ်အားထက်သန်ရာဝါနာပါတာကိုလုပ်ပါသုံးပတ်ဝန်းကျင်မှာကဘာကိုအပြူတဘောဆောင်တဲ့တက်ရောက်မှုတွေဖြစ်အောင်အခြားသူတွေကိုကူညီပါပြီးတော့အမြဲတမ်းရပေးပါအချိန်တိုင်းဟာလက်ဆောင်တစ်ခုပါပဲအကျိုးရှိစွာအသုံးချပေးပါအဲ့ဒီနေ့ကစပြီးလူငယ်လေးကသူ့အချိန်တိုင်းကိုတန်ဖိုးထားပြီးကဘာကြီးကိုပိုကောင်းတဲ့နေရာဖြစ်အောင်အသုံးချပြီးရည်ရွယ်ချက်ယုံကြည်မှုပြည့်နဲ့ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေတိုင်းခဲ့တဲ့ဘဝမှာတန်ဖိုးရှိဆုံးအချိန်တွေကိုအလဟတ်သက်မဖြုံးပဲအကျိုးရှိစွာအသုံးချကြပါတနေ့တာမှာစိတ်ကြည်လင်ပြီးခွန်အားရှိနေဖို့မနက်ပိုင်းမှာလေ့ကျင့်ခန်းလုပ်ပါ Fitness Expert ရဲ့ဆရာဝန်တွေရဲ့ပြပြချက်အရတနေ့တာမှာခွန်အားတွေရှိနေဖို့မနက်ခင်းမှာလေ့ကျင့်ခန်းလုပ်တာအကောင်းဆုံးပဲလို့ပြောပါတယ်မနက်ခင်းမှာလေ့ကျင့်ခန်းလုပ်တာကကိုယ်ထဲမှာတကြားတွေမရှိတဲ့အတွက်အစီတွေလောင်ကျွမ်းရတာပိုလွယ်ကူစေတယ်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တာကစိတ်ပိစေမှုကိုရော့ကျစေပြီးစိတ်သက်သက်ကြွစေတယ်ကိုယ်ထဲကဟော်မုန်းတွေကိုဘဲလန်ဖြစ်စေတယ်။ stress တွေများနေရင်လမ်းလျှောက်တာ၊ယောဂလုပ်တာ၊ဇမ်ဘာဘောက်ဆင်ထိုးတာတွေလုပ်ပေးပါ။စိတ်ဖိစီးမှုများရင်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။ညဘက်အိတ်လို့ပို့ပြောစီပြီးတနေ့တာရဲ့ routine တွေလည်းစိတ်သက်တိတ်တိတ်ချာချာကြည်ကြည်လင်လင်နဲ့လုပ်ဖြစ်တယ်။မှန်ကန်တဲ့လူတွေနားမှာနေပါ။ဘဝမှာအောင်မြင်မှုပျော်ရွှင်မှုတွေရဲ့85%ကမိမိပတ်ဝန်းကျင်ကလူတွေစီကလာပါတယ်။အကောင်းမြင်တဲ့သူအောင်မြင်ပျော်ရွှင်တဲ့သူတွေများများသိပြီးသူတို့နားမှာနေရင်ပေါင်းသိရင်ကိုလည်းသူတို့လိုဖြစ်ပြီးဘဝကမြင်မြန်ရှိရောက်သွားလိမ့်မယ်ဘဝကြီးကခက်ခဲပြီးဆုံးဖြတ်ရခက်တဲ့နောက်နေရာရောက်ရင်တော့ကုညီသွဲခေါ်ပြီးလမ်းပြပေးမဲ့လူရှိရင်လမ်းပေါ်မြင်မြန်ပြန်ရောက်နိုင်တယ်မှန်ကန်တဲ့လူတွေအနားမှာမရှိဘူးစာပေကောင်းတွေမဖတ်ဘူးဆိုရင်နောက်9နှစ်ကြာရင်လည်းပြောင်းလဲမှုမရှိပဲဒီတိုင်းပဲဖြစ်နေအောင်ပါပဲအ
မေရိကမှာအသက်ကြီးလဲဂျင်သွားပြီးလေ့ကျင့်ခန်းလုပ်ကြပါတယ်။အသက်ကြီးပေမဲ့လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဖြင့်နှလုံးသွေးကြိုးစီးချိုအယိုးပြုတ်ယောဂတွေဖြစ်မှာကိုကာကွယ်ပေးတယ်။အုံနောက်ကိုမညံ့မိရောတာရောကြစေတယ်။အိမ်မပျော်တာစီးချိုတက်တာစိတ်သက်ကြတာကိုလျော့နေစေတယ်။ပလိန်နာအော်လန်နာလူတချို့ကကိစ္စတစ်ခုဆိုသူများကိုပဲအဖြစ်တင်ပလိန်လှုပ်ချင်တတ်ကြတယ်။တနေ့ကအလောက်ကပြန်ကျမကိုရီးယားကြော်စားမယ်ဆိုပြီးတော့ဖုံးဆက်တာလာပိတ်ကပ်လုပ်မယ်မှာလိုက်တယ်။အဲ့ဒါနဲ့သွားတော့ကားပါကင်ကမရှိဘူးကန်ကောင်းချင်တော့သူ့ဆိုင်ရှိမှာ no parking at any time လို့ရေးထားပေမဲ့ခဏရက်ပြီးဆိုင်ကိုဖုံးဆက်လိုက်တယ်ဆိုင်ရှိရောက်နေပြီးမြန်ထွက်လာပြီးဖို့ဖုံးဆက်ပြောလိုက်တယ်လာပြီးတော့ကျမလည်းယူပြီးအမြန်မောင်းထွက်လိုက်တယ်အိမ်ရောက်တော့ order ကိုကြည့်မိတာနှစ်မျိုးမှထားတာတစ်မျိုးပဲပါလာတယ်ပတ်စံကတော့နှစ်မျိုးရှင်းပြီးသားအဲ့ဒါနဲ့ဆိုင်ကိုဖုံးဆက်တာပိတ်သွားပြီးမို့ website ကနေပဲစာပို့ထားပြီးမနက်မှဖုံးဆက်လိုက်တယ်မန်နေဂျာကိုအချိုးချောင်းပြပြလိုက်တော့မန်နေဂျာကမေးမြန်းပြီးတစ်ခုစာပဲယူလိုက်မယ်နော်လို့ပြောတယ်။နောက်ဆိုဆိုင်ကမထွက်ခင်အော်ဒါကိုတိုင်လဲစစ်ဖို့ပြောတယ်။အကြောင်းအရာတစ်ခုမှတစ်ပတ်သားကိုပဲအဖြစ်တင်နေလို့မရဘူး။ကာယကရှင်ကိုတိုင်လဲတာဝန်ယူစစ်ဆေးရမယ်။သူတစ်ပါးကိုထိုင်ပဲပလိမ့်နေရင်တစ်ခုခုဆိုရင်ကိုပဲမစားလိုက်ရတာခံလိုက်ရတာအချိန်ကုန်သွားတာပဲဖြစ်မှာ။သူတစ်ပါးတာဝန်ဆိုပြီးထိုင်ပလိမ့်နေတဲ့လူတွေဟာဘဝမှာကိုလူချင်းတဲ့နေရာကိုမရောက်နိုင်ပဲရောက်နေတဲ့နေရာကနေရှေ့ကိုမရွေးမဲ့လူတွေပါပဲသူတစ်ပါးကိုလက်ညှိုးထိုးပြီးအပြစ်တင်တာတွေရက်တန့်ပြီးပလိန်နာထူလန်နာပြောင်းလဲပြီးမိမိတာဝန်ကိုယူတတ်တဲ့အချိန်ကစပြီးဘဝကရှေ့ရောက်သွားပြီပညာရေးရင်ပွဲလေတဲ့ဥရောပခီးသွားတော့လမ်းမှလူတွေနဲ့တွေ့ရင်မေးတာနှစ်ခုရှိတယ်တစ်ခုကဘယ်နိုင်ငံကလဲနောက်တစ်ခုကဘာလုပ်တာလဲလူတယောက်ရဲ့လုပ်တဲ့အလုပ်ပေါ်မူတည်ပြီးအဲ့ဒီလူကိုယုံကြည်ရမလားဆက်ဆံတင်လားဆုံးဖြတ်ကြတာပဲပတ်စံတော့ရပါတယ်လောင်းစားလုပ်ပြီးရတာ drug ကတည်းတန်ရှင်းလုပ်ပြီးရတာထက်ကိုပညာနဲ့လုပ်ပြီးရတာကလူတွေကပိုပြီးလေးစားယုံကြည်ကြပါတယ်ကိုလည်းသူများနဲ့ပိုရဲရဲဝံ့ဝံ့ပြောဆိုဆက်ဆံရတယ်တချို့တွေကြောင်းတက်ပြီးအဲ့ဒီပွဲနဲ့အလုပ်လုပ်ချင်မှလုပ်ပေမဲ့တခြား connection networking တွေနဲ့ရသွားတယ်အတွေးခေါ်လမ်းစာတွေအဲ့ဒီမှာထိုင်နေရင်ကြောင်းမတက်ရင်ရခဲ့မှာမဟုတ်ဘူးဒါပေမဲ့အလုပ်ရမရမတိချတဲ့ဘာသာရက်တွေမှာတစ်နှစ်ဒေါ်လာ9000လုံးချေးပြီးတော့မတက်တင်ပါဘူးရာသက်ပံအကျွေးထိုင်ဆက်နေရလိမ့်မယ်တေချာရည်ရတဲ့အလုပ်ရပြီးအသုံးချမဲ့ဘာသာရက်တွေမှာပဲအချိန်ကုန်ပတ်စံကုန်ခံပါကြောင်းတက်တယ်ဆိုတာလူမျိုးစုံနဲ့တွေ့တယ်အတွေ့အကြုံမျိုးစုံကိုရစေတယ်ကိုယ့်ရဲ့ social skill ကိုပိုကောင်းစေတယ်ဝင်ငွေပိုကောင်းတဲ့တည်ငြိမ်တဲ့မပင်ပန်းတဲ့အလုပ်ကိုရစေတယ်ရှိတဲ့ပတ်စံကိုတိုးပွားအောင်စီမံခန့်ခွဲတတ်စေတယ်စိတ်နေစိတ်ထားတချို့လူတွေကပိုအောင်မြင်ကြတယ်ပိုချမ်းသာကြတယ်ဘာလို့လဲဆိုတော့သူတို့ကြာရှုံးခဲ့တာတွေကိုထိုင်စိတ်ညစ်မနေပဲအဲ့ဒါကို learning opportunity တင်ယူလေ့လာဖို့အခွင့်အရေးလို့သဘောထားပြီးနှစ်ဆတိုးကြိုးစားကြတယ်နီးလန်းရှာဖွေကြိုးစားကြတယ်နီးလန်းပြောင်းပြီးကြိုးစားကြတယ်လူတစ်ယောက်ရဲ့ဘဝမှာအောင်မြင်ခြင်းကြာရှုံးခြင်းမိမိရဲ့ mindset စိတ်နေစိတ်ထားနဲ့အများကြီးသက်ဆိုင်တယ်အောင်မြင်ခြင်းနဲ့ကြွယ်ဝချမ်းသာခြင်းနဲ့ဆိုရင်စိတ်နေစိတ်ထားကိုပြောင်းလဲမှရမယ်တန်မိုးထားပါဒီရက်ပိုင်းမိုးရွာတော့အလုပ်ထဲမိပြက်တာမနေ့ကရောဒီနေ့ရောပဲအကြာကြီးတော့မဟုတ်ပါဘူးမိနစ်20လောက်ပါပဲဒါပေမဲ့ technology တိုးတက်တဲ့ခေတ်ကြီးမှာကွန်ပျူတာက data တွေမရှိရင်ဘာမှလုပ်မရလို့မီးလာတာထိုင်ဆောင်နေရတယ်လူတွေကမီးခဏပြက်တာကိုငရဲကျနေတယ်လို့ complain တက်ကြပေါ့စီနဲ့ပေါ့နင်တို့သိလားငါကြီးပြင်းလာတဲ့နိုင်ငံမှာဆိုနေတိုင်းနီးပါးမီးပြတ်တယ်လူတွေကရေတင်ဖို့မီးဖို့တိုက်ဖို့အခြားအလုပ်တွေလုပ်ဖို့မီးလာတာဆောင်းရတယ်မီးလာရင်ပျော်ကြတယ်တိုးတက်တဲ့နိုင်ငံကြီးတွေမှာမီးမြဲလာတော့မီးမလာတဲ့ဒုက္ခကိုမခံစားဘူးကြဘူးရနေကြအရာတွေအမြဲရတယ်လို့ပဲယူဆထားတယ်မရတော့ရင် complain တွေတက်ကြတယ်အာရှတိုက်လိုမီးပုံမှန်မလားချင်းကြိုက်ပြီးကြီးပြင်းလာတဲ့လူတွေအတွက်တော့တိုးတက်တဲ့နိုင်ငံမှာနေရတာ blessing ပါပဲဒါကြောင့်ဘဝမှာတိုးတက်အောင်ကြိုးစားသင့်တယ်လို့ရလာတဲ့အခွင့်အရေးတွေကိုလည်းတန်ဖိုးထားသင့်ပါတယ်ကြီးကျယ်သွေးပါကြီးကျယ်တယ်ပဲပြောကိုယ်နိုင်ငံကအဝေးတခြားနိုင်ငံရောက်သွားတာတခဏနေရတာအကြာကြီးနေရတာပဲဖြစ်အာရှတိုက်သားဆင်းရဲတဲ့နိုင်ငံကလာလို့အောက်ခြေသိမ်းတောက်တုံမရအလုပ်တွေရတတ်ပံလုပ်မယ်လို့မစင်စားထားဘူးရောက်တုံခဏတစ်ဖြုတ်မို့ခုမှဘတ်စကေးမှမရှိခင်လောက်ရတာပေါ့သူတစ်ပါးမျက်နှာကြည့်ပြီးကြောက်နေရတင်ငင်ရတဲ့အလုပ်မျိုးတော့မလုပ်နိုင်ဘူးကိုသွားချင်တဲ့နေရာသွားမယ်စားချင်တာသုံးချင်တာတွေအတွက်ပူပင်နေစရာမလိုအောင်ကြိုးစားမယ်
ကိုမိဘထားနိုင်တယ်လို့မျိုးထက်မတိုင်ရင်တော့နိုင်ကြတဲ့အခြေအနေမျိုးမဖြစ်စေရဘူးလို့စိတ်ပိုင်းဖြတ်ထားတယ်ကိုအကောင်းဆုံးတွေနဲ့ပဲထိုက်တန်တယ်လို့ယူဆထားတယ်ဘာလို့အကောင်းဆုံးဖြစ်အောင်လဲကြိုးစားခဲ့တယ်ကြီးကြီးကျယ်ကျယ်တွေတွေးမှကြီးကြီးကျယ်ကျယ်ဖြစ်လာမှာပါလိုချင်တဲ့အောင်မြင်မှုပန်းနိုင်ရဖို့ကကြီးကျယ်တဲ့အတွေးကစတာပါယုံကြည်ခြင်းစွမ်းရည်မှောက်ကျသွားတဲ့နွားနို့အတွက်လည်းငိုကြွေးမနေနဲ့တက်စီမထည့်ပေးတဲ့ကိုကြောင့်လည်းစိတ်မညစ်နဲ့အသစ်ပြောင်းကြိုက်တတ်တဲ့မောင်လေးအတွက်လည်းဝမ်းနဲ့ပတ်လက်ဖြစ်မနေနဲ့အမေရိကန်ဗီဇာတစ်ခါတင်မရလို့စိတ်မပြတ်နဲ့နွားနို့မောက်သွားရင်အတစ်တစ်ခွက်ထပ်ထည့်ပြီးတောက်လိုက်ပါတက်စီမထည့်ပေးရင်ကိုပါတာကတက်စီဆိုင်ရှာဖမ်ကိုတိုင်းကင်ပြီးဖြည့်ပါအချစ်ဆိုတာတစ်ဖက်မွေးဖွားနိုင်တယ်လို့အမေရိကန်ဗီဇာတစ်ခါမရရင်နောက်တစ်ခါရအောင်သေချာပြင်ဆင်ပြီးစူးစမ်းရင်ရနိုင်ပါတယ်သူများကိုပဲထိုင်အားကိုမနေပဲကိုပါတာကိုတတိရှိအောင်ဆုံးဖြတ်ချက်ချရအောင်လိုချင်တဲ့အရာတွေကိုဖြစ်မြအောင်လုပ်နိုင်ရမယ်တက်ကြိုးရင်လက်နဲ့လော်ပြီးကိုလိုရပန်းနိုင်ကိုအရောက်လန်းနိုင်ရမယ်မိမိရဲ့လောက်ကင်နိုင်တဲ့စွမ်းရည်ကိုယုံကြည်ပါခြေလန်းစလန်းမှာမိုင်ပေါင်းထောင်ချီပြီးဝေးတဲ့ခီးကခြေလန်းတလန်းကနေစပြီးစရတာပါခြေလန်းတလန်းစပြီးလန်းလိုက်တာနဲ့နောက်တဲ့ခြေလန်းတွေကပုံမူရင်းနီးလာပါပြီအလုပ်တစ်ခုစချင်တာနိုင်ငံခြားမှာစာသွားတင်ချင်တာစာအုပ်ရေးချင်တာစလုပ်မယ်ဆိုဘယ်ကစအောင်လဲမပြများပြီးဘယ်တော့ပြီးဆုံးမလဲမသိရပေမဲ့အဝေးကြီးကိုလည်းမျှော်ကြည့်ပြီးစိတ်မောမနေနဲ့အနောက်ကိုပြန်ကြည့်ပြီးလည်းရင်မောမနေနဲ့စိတ်ကိုအေးအေးဆေးဆေးရှင်းရှင်းလင်းလင်းထားပြီးယခုလက်ရှိအချိန်အတွက်ပဲစဉ်းစားထားပြီးခြေလန်းတလန်းကိုစလန်းမှာမိမိအကောင့်ထဲပေါ်မဲ့အလုပ်အတွက်ခြေလန်းစလန်းနေပြီလား Financial Independent ဖြစ်ဖို့အကြံပြုချက်၃ချက်ငွေကြေးနဲ့ပတ်သက်ပြီးလူတိုင်းမှာပူပန်မှုတွေအမြဲရှိကြတယ်။တချို့တွေကအမေရိကလိုနိုင်ငံကြီးရောက်ရင်ဝင်ငွေပိုကောင်းရင်အဆင်ပြေသွားမယ်ထင်တတ်ကြတယ်။အမေရိကမှာအသစ်တွေအမြဲထွက်နေတာဆေးချတာတွေကလည်းရက်ကြီးခါကြီးတိုင်းပဲထွက်သမျှဝင်အကျွေးတွေဆက်လို့တောင်ကုန်မှာမဟုတ်ဘူး။အခုဆို iPhone အသစ်ထွက်ပြီးနှစ်ကုန်ခါနေဆိုကားအသစ် New Mirror တွေလည်းဒီဇိုင်းပြောင်း upgrade တွေထွက်နေပြီ။ Financial Independent ငွေကြေးရေးအမိကိုကင်းမှုရချင်တော့ဘဝမှာစိတ်အေးလက်အေးနေမှရမှာပါလှုပ်တဲ့အချက်၃ချက်ကတော့တစ်မိမိကိုရင်းနှီးမြှုပ်နှံပါစာအုပ်တွေဖတ်ဆွေးနွေးပွဲတွေတက်ပြီးမိမိနဲ့ရည်မှန်းချက်သူအောင်မြင်ပြီးသားလူတွေစီကနေသင်ယူပါမိမိရဲ့ဝင်ငွေကိုမြင့်တင်ပါဝင်ငွေနဲ့ရင်ငွေစုရတာပူကြပါတယ်ရသမျှအကုန်မသုံးပဲချွေတာပါချွေတာချင်းကချမ်းသာစေမှာမဟုတ်ပေမဲ့လိုအပ်တဲ့အချိန်တွေမှာမိမိလက်ထဲငွေရှိစေတယ်အလားလာရှိတဲ့ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့အထောက်အကူပေးတယ်။ဒါကြောင့်ပတ်စံကိုမလိုအပ်ပဲဖြုံးတာထက်ချွေတစုဆောင်ပါဝင်ငွေရဲ့20-50%ရာခိုင်နှုန်းကိုစုဆောင်ရင်းနှီးမြှုပ်နှံပြီးတိုးပွားအောင်လုပ်ပါ။ဂျူဘာကဆွန်စားတဲ့အမျိုးသမီးတယောက်ဒီနေ့ညနေဖာမစီကိုမက္ဆီကန်လို့ထင်ရတဲ့တက်လက်ပိုင်းအမျိုးသမီး3ယောက်ရောက်လာတယ်။ကိုဗစ်ကာကွယ်ဆေးထိုးဖို့ appointment ယူထားတယ်လို့ပြောတော့ခဏဆောင်လို့ပြောလောက်တယ်။နောက်တော့ ID တောင်းပြီး paperwork တွေ process လုပ်ပြီးတော့ဆေးထိုးပေးဖို့သွားတယ်။သူမကိုအခန်းထဲလာလို့ရပြီလို့ပြောလိုက်တော့ခက်ခုတ်ခုတ်နဲ့ရောက်လာတယ်။ကျမလည်းထုံးစံအတိုင်းမွေးနေ့မေးပြီးဆေးထိုးပေးရမယ်လူမှန်စစ်တော့သူမကအင်္ဂလိပ်လိုနားမလည်ဘူး။သူမတငယ်ချင်းနာမည်အော်ခေါ်တော့တငယ်ချင်းရောက်လာပြီးဘာသာပြန်ပေးတယ်။ဒါနဲ့ကျမလည်းဆေးထိုးဖို့အသက်နေရင်စပိန်လိုပဲပြောတတ်တာလားဘယ်နိုင်ငံကလည်းမေးတော့ဂျူဘာကလာတာ10လပဲရှိသေးတယ်လို့သူတငယ်ချင်းကဖြေပေးတယ်။ဂျူဘာကဆိုဘလို့လာတာလဲရေကိုပြီးဖလော်ရီဒါကိုသွားတာလားမေးတော့မဟုတ်ဘူးဗီဇာနဲ့မက္ကဆီကိုကိုသွားပြီးအဲ့ဒီကနေနယ်စပ်ကနေဖြတ်လာတာမက္ကဆီကိုကနယ်စပ်ဖြတ်ပေးတဲ့လူတွေကစိုးတယ်နော်လို့ကျမကပြောတော့ဟုတ်တယ်ဆိုးတယ်ကြောက်ဖို့လည်းကောင်းတယ်နယ်ဆက်ဖြစ်တာလေးကိုဒေါ်လာ2000-3000တောင်းကြတယ်လို့ကြောက်တဲ့မျက်နှာလေးနဲ့ပြောတယ်ဆွန့်စားလာခဲ့ရပြီမဲ့အခုတော့အမေရိကမှာပျော်နေပြီတဲ့ကျူဘာမှာတစ်လမှာလစာဒေါ်လာ20လောက်ရတာဒီမှာကစပွဲထိုးလုပ်ရင်တော့တနအီကိုအဲ့ဒီပတ်စံရှာလို့ရနေပြီလို့ပြောတယ်အခုအလုပ်လဲလုပ်နေပြီတဲ့အလုပ်လုပ်တာအင်္ဂလိပ်လိုမတင်ဘူးလားအလုပ်ထဲမှာမပြောရဘူးလားမေးကြည့်တာအင်္ဂလိပ်လိုပြောစရာမလိုဘူးစပိန်လိုပြောလဲလုပ်လို့ရတယ်လို့ပြောတယ်အမေရိကရောက်တာ10လအတွင်းမှာသူ့မှာ state ID လည်းရှိတယ်အလုပ်လဲရနေပြီဆိုတော့သူ့ရဲ့ networking လည်းကောင်းမွန်ရတယ်အလုပ်လုပ်နိုင်သေးတဲ့အရွယ်သင်ယူနိုင်သေးတဲ့အရွယ်မှာတိုးတက်တဲ့နိုင်ငံကိုစွန့်စားသွားပြီးစူးစမ်းရင်စူးစမ်းတယ်လို့မြင်မာတဲ့ဘဝတစ်ခုပြောင်းလဲနိုင်တယ်သူမကိုအသစ်ထွက်ထားတဲ့ကိုဗစ်ကာကွယ်ဆေးထိုးပေးတာပြီးသွားတော့အခန်းဝလိုက်ပို့ရင်အမေရိကန်နိုင်ငံမှာကံကောင်းပါစေလို့ဆုတောင်းစကားလေးပြောပေးဖြစ်ပါတယ်ဘဝမှာကိုလှုပ်ချင်တာတွေအောင်မြင်ချင်တာတွေကိုအောင်မြင်ချင်ရင်ဒရမာတွေတအားခင်းတာ
ဘာကြောင့်ငါပဲဖြစ်ရလဲဝိုင်းမီဆိုတဲ့ mindset ကိုဖျောက်ထားရပါမယ်ကိုမကောင်းမြင်တာစိတ်အားငယ်တတ်တာ confidence မရှိတာ excuse ပေးတာသူတစ်ပါးကိုအမြဲအဖြစ်တင်တာတွေကမိမိကို powerless နဲ့ hopeless နဲ့ဖြစ်စေပါတယ်မိမိရဲ့လုပ်ရက်တွေကိုတာဝန်ယူပါတခုခုဖြစ်ရင်အကောင်းမြင်စိတ်ထားပြီးအပြစ်တင်မဲ့အစားအဖြေရှာဖွေပါကိုတနာတာကိုရက်တန့်ပြီး healing လုပ်ပါတခုခုလုပ်တာမှခဲ့ရင်တယောက်တည်းအပြစ်တင်ခံစားမဲ့အစားနားလေသက်ကျွမ်းတဲ့ professional နဲ့ဆွေးနွေးပါဘဝပြောင်းချင်ရင်ပတ်ဝန်းကျင်ပြောင်းပေးပါမနေ့က post တစ်ခုတက်လာလို့ကြည့်မိတယ်မြန်မာပြည်ကဆယ်လီကောင်မလေးတယောက်သူကန်ကောင်းလိုက်တာတထေးသားကိုရထားတယ်လှလှပပနေနိုင်တယ်သုံးနိုင်ဖြုံနိုင်တယ်သူ့လိုဒီဘဝတော့မဖြစ်နိုင်ပါဘူးဆိုတာတွေအားကြမှုတွေတင်ငယ်မှုတွေမနာလိုမှုတွေ comment တွေရေးထားတာတွေ့ရတယ်အမေရိကန်နိုင်ငံမှာဆို Facebook တူထောင်သူ Amazon တီထောင်သူတွေနဲ့ဆိတ်ဆက်ထားတဲ့ယူထားတဲ့အမျိုးသမီးတွေကိုမနာလိုအားကြလို့လိုက်ပြောသူမရှိသလောက်ပါပဲကိုစူးစမ်းရင်စူးစမ်းတယ်လို့ဖြစ်တဲ့နိုင်ငံမှာသူများဘာပဲဖြစ်ဖြစ်အေးသိမ့်မကြည့်ကြဘူး0ကနေလဲမီလီယံနာဖြစ်နိုင်တဲ့အခွင့်အရေးရှိကြတယ်သူများကိုပဲအားကြနေဖို့မလိုပါဘူးအခွင့်အရေးမရလို့ညီးတွားနေမဲ့အစားအခွင့်အရေးရတဲ့ပတ်ဝန်းကျင်နိုင်ငံကိုပြောင်းပြီးစူးစမ်းကြည့်ပါအတွေးခေါ်ရောဘဝကြီးတစ်ခုလုံးရောပြောင်းလဲသွားတာတွေ့ရပါလိမ့်မယ်အသက်20မှ30နှစ်အတွင်းလူငယ်တွေအတွက်အကြံပြုချက်10ခုအကျွေးတွေကိုရှောင်ပါတငယ်ချင်းတွေကိုတေချာရွေးချယ်ပေါင်းပါဒုတိယဝင်ငွေရအောင်ဖန်တီးပါအောင်မြင်သူတွေနဲ့ပေါင်းတင်အတူယူပါဘက်ကက်တွက်ပြီးအသုံးစရိတ်ချင့်ချိန်သုံးပါတီဗီရှော့ကြည့်ပြီးစာအုပ်များများဖတ်ပါဝင်ငွေရဲ့အနည်းဆုံး30%ကိုရင်းနှီးမြှုပ်နှံပါအသက်40နှစ်အရွယ်မှာငွေကြေးအတွက်စိတ်ပူစရာမရှိအောင် financial freedom အစီအစဉ်ချမှတ်ပါငွေကိုကစီးနဲ့မနေပဲ38ရာသုံးပြီးမိမိကိုရင်းနှီးမြှုပ်နှံခြင်းဖြစ်ဖို့အရေးကြီးပါတယ်အချိန်ကတန်မိုးရှိဆုံးအရာဖြစ်တာမလို့အလဟတ်တက်မဖြုံသီးလိုက်ပါနဲ့ဘဝမှာအချိန်မကုန်တဲ့အကြောင်းရင်းဟာ9ခု toxic relationship အစိတ်တောက်ဖြစ်စေတဲ့ဆက်ဆံရေးတွေကခွန်အားကိုကုန်စေတယ်စိတ်ဖိစီးမှုများစေတယ်စိတ်တန်ရာရစေနိုင်တာမလို့ဖြတ်တောက်တင်ပါတယ်တငယ်ချင်းပဲဖြစ်စေပါနာပဲဖြစ်စေလူတိုင်းက healthy ဖြစ်ပြီးမိမိကို supportive ဖြစ်တဲ့ပတ်ဝန်းကျင်မှာပဲရှင်သန်သင့်ပါတယ်မလိုအပ်တဲ့အပိုအရှုပ်ထုတ်တွေကိုရှင်းလိုက်ခြင်းဖြင့်ဘဝမှာလှုပ်ချင်တာတွေပို့လို့ဖို့အချိန်ထွက်လာမှာပါအတိတ်ကိုတန်းတာနေတာမရနိုင်တော့တဲ့အတိတ်ကိုလွမ်းဆွေးတန်းတာနေတာကလည်းလက်ရှိကာလမှာလုပ်ရမယ့်အလုပ်တွေကိုဆုံးရှုံးစေတာမို့မြန်မှုအောင်လုပ်ပါအာဃာတအညိုးအသေးတွေထားတာသူတစ်ပါးကိုမကောင်းမြင်တာတွေကစိတ်ပင်ပန်းပြီးအချိန်ကုန်စေပါတယ်သူတစ်ပါးကြောင့်စိတ်ဝင်စားပြီးအချိန်ကုန်နေတာမိမိကိုစိတ်ဝင်စားပြီးတိုးတက်အောင်ကြိုးစားရင်အချိန်ကုန်ရကြိုးပိုနှံ့မှာပါဆိုရှယ်မီဒီယာမှာပဲအချိန်ကုန်နေတာအချိန်တစ်ခုသတ်မှတ်ပြီးပဲသုံးပေးပါဆိုရှယ်မီဒီယာကဘဝကြီးမဟုတ်လို့တနေ့ကုန်အချိန်ဖြုံးမဲ့စားမိမိဘဝအတွက်အကျိုးရှိစေမယ့်အကြောင်းအရာတွေအတွက်လည်းအချိန်ပေးချဖို့မမေ့ပါနဲ့Be the main character of your life ဘဝမှာကိုကဇက်လိုက် main character ဖြစ်နေဖို့လိုပါတယ်သူတစ်ပါးကြောင့်နေပဲဒါစိတ်ဝင်စားရင်ကိုကဇက်ဖို့ဆက်ရန်ဖြစ်မှန်းမသိဖြစ်သွားတတ်တယ်မိမိကိုဇက်လိုက်လို့သဘောထားပြီးကိုဘာဖြစ်ချင်လဲမိမိကိုမေးကြည့်ပြီးမိမိဆန္ဒရည်မှန်းချက်တွေရည်ရွယ်ချက်တွေနောက်ကိုလိုက်ပြီးဖြစ်အောင်လုပ်တတ်တဲ့လူတွေကအသက်ကြီးလာရင်ဘဝမှာစိတ်ချမ်းသာပျော်ရွှင်တဲ့ခြေနဲ့တဲ့ဘဝကိုပိုင်ဆိုင်ကြတယ်ဘဝမှာဇက်လိုက်လို့မလားဇက်ဖို့ဆက်ရန်နဲ့ခြေနဲ့နေမလားဆိုတာမိမိရဲ့ရွေးချယ်မှုပါပဲငယ်တုန်းကလူကြီးတွေကပြောလို့ရှိတယ်ပွဲရအောင်တက်ပြီးရင်အခန်းမှာချိတ်ထားဖို့နဲ့အမြဲကြားဖို့တဲ့ပုံမြင်လေးပေါ့တကယ်လက်တွေ့ဘဝမှာကြောင်းတက်ပွဲယူတာအိမ်မှာအလှပြဖို့ချိတ်ထားရုံလူထင်ကြီးခံရဖို့ထက်ပိုပါတယ်ကိုဘဝမှာတကယ်အသုံးသက်မဲ့ကိုလည်းတကယ်စိတ်ဝင်စားတဲ့ဘာသာရပ်မျိုးကိုရွေးချယ်ပြီးတက်ပါမိဘတိုက်တွန်းလို့တက်တာတကယ်တော့နောက်မှဝါနာမပါမှန်းသိတယ်အလုပ်လုပ်တော့တခြားတစ်ခုနဲ့လှုပ်ဖြစ်သွားတယ်ကုန်သွားတဲ့အချိန်တွေငွေတွေကနှမျောစရာပါငွေကပြန်ရှာလို့ရပေမဲ့အချိန်တွေနုနယ်ပြုတ်ပြစ်မှုတွေ energy တွေတင်ယူနိုင်စွမ်းအားတွေကအစားထိုးပြန်မရတော့ဘူးအသက်ကြီးလာတဲ့အခါအဲကမ်းမှာအလားချိတ်ထားတဲ့မတုံးတဲ့ပွဲလက်မှတ်ထက်အသုံးတဲ့လစာကောင်းတဲ့ပွဲယူပြီးကိုယ်ကယ်ရီယာတစ်ခုကိုအောင်မြင်အောင်တေချာတည်ဆောက်ပြီးဘဏ်ကောက်ထဲမှာငွေဘယ်လောက်ရှိလဲကိုသွားချင်တဲ့ခီးသွားဖို့ငွေရှိလားဝယ်ချင်တာစိတ်တိုင်းကြဝယ်ဖို့အိတ်ကပ်ဖောင်းဖို့ကပိုရေးကြီးပါတယ်ဘဝအတွက်တကယ်ရေးကြီးတာဘာလဲဆိုတာအချိန်မလွန်ခင်သုံးသပ်ဖို့လိုပါတယ် Your time is limited လူတိုင်းမှာအချိန်တွေက limited ကန့်သတ်ချက်ရှိပါတယ်သူများပြောတယ်လို့နေရတဲ့ဘဝသူများပြောတိုင်းကြောက်ရတဲ့ဘဝမျိုးမှာမနေပါနဲ့သူတစ်ပါးရဲ့အသွေးတွေကမိမိရဲ့ဘဝကိုလွှမ်းမိုးမခံပါနဲ့
အချိန်လွန်မှနောင်တရပြီးမိမိကိုယ်ကိုအပြစ်မတင်ရလေအောင်မိမိဖြစ်ချင်တဲ့ဆန္ဒတွေကိုအကောင့်ထဲပေါ်ပါအိမ်မက်တွေနောက်လိုက်ပါလူဖြစ်လာတာဘဝတစ်ခုဖြစ်လာတာမိမိစိတ်ချမ်းသာဖို့အရေးကြီးပါတယ်ကျန်တာတွေကဒုတိယနေရာမှာပဲရှိပါတယ်အလောက်ကောင်းရဖို့ဘလို့ရည်ချင်းတွေလိုအပ်လဲလူတိုင်းကအလောက်ကောင်းကောင်းလုပ်ချင်ကြတဲ့လူတွေတက်တက်တတာအေးအေးဆေးဆေးနဲ့မိမိအိမ်မက်တွေကအလုပ်မျိုးလုပ်ချင်ကြတဲ့လူတွေပါပဲတခြားနိုင်ငံကိုသွားရောက်အခြေချသူတွေဆိုအဲ့ဒီနိုင်ငံကလိုအပ်တဲ့ skill တွေမရှိတော့အစကနေပြန်စားရတယ်နိုင်ငံခြားရောက်ရင်အလုပ်ချလို့မရတော့ဘူးဆိုတာဒီလိုအချက်တွေကြောင့်ပါရောက်ခါစားလူတိုင်းဘာမှမသိကြတော့အရေးချင်းမရှိကြသေးဘူးအခြေခံအလုပ်လုပ်ကြရတယ်အဲ့ဒီလုပ်တွေကလူတိုင်းလုပ်တတ်တော့ကြိုက်တဲ့လူဆွဲခံလို့ရတယ်ဘဒုကိုခံမှမဟုတ်တော့ဘာမှမတက်ရင်အလုပ်ရှာရခက်တယ်အလုပ်ရှင်တွေက training လုပ်ပေးဖို့အချိန်မရှိကြတာ training လုပ်မဲ့ပတ်စံတွေကိုအပုံမသုံးချင်တာတော့ skill ရှိတဲ့လူတွေပဲလိုချင်ကြတယ်ပညာအရေးချင်းအလောက်ခန့်ရင်ပညာရေးချင်းကိုလည်းထည့်သွင်းစဉ်းစားကြတယ်ပညာတက်လေပိုစဉ်းစားတတ်ပြီးအမှားရွနေရင်သင်ပေးရင်မြင်မြန်တက်လွယ်တယ်၃အလောက်အတွေ့အကြုံအလောက်ကျညာထဲမှာအလောက်အတွေ့အကြုံရှိသူကိုဦးစားပေးမယ်ဆိုတာမကြာခဏတွေ့ဘူးမှာပါအလောက်အတွေ့အကြုံများလေခဏပဲသင်ပေးစရာလိုပြီးအလောက်ကိုပိုကောင်းအောင်မြင်မြန်ဆန်ဆန်ဖြစ်အောင်လုပ်နိုင်ကြတယ် certificate လိုင်စင်တွေ certificate တွေရှိတာကလည်းအလုပ်ရဖို့အထောက်အကူပေးတယ်ဘာသာစကားအလုပ်လုပ်ရင်စကားပြောတတ်ဖို့အရေးကြီးပါတယ်သူပြောတာကိုနားမလဲကိုပြောတာသူမသိဘူးဆိုရင်အလုပ်တွေမှာမဟုတ်ဘူးအလုပ်ကောင်းလို့ချင်းရင်ရောက်တဲ့နိုင်ငံရဲ့ဘာသာစကားကိုနားလည်ပြီးပြောဆိုမြင်မြန်နိုင်အောင်လေ့ကျင့်ထားဖို့လိုအပ်ပါမယ်ပေါင်းသင်းဆက်ဆံရေးအလုပ်ထဲမှာလူတွေနဲ့ပေါင်းသင်းဆက်ဆံတတ်ဖို့လည်းအရေးကြီးတယ်ပေါင်းသင်းဆက်ဆံရေးညံ့ရင်ကြောက်တတ်ရင်ထင်းဝက်တွေလုပ်ဖို့မလွယ်ပါဘူးကျန်းမာရေးအလုပ်လုပ်ရင်ကျန်းမာရေးကောင်းဖို့လိုတယ်လို့တချို့အလုပ်တွေကသတ်မှတ်ထားတဲ့အလေးချိန်ကိုမနိုင်တာမတည့်ရက်လုပ်နိုင်ဖို့လည်းသတ်မှတ်ထားကြတယ်အလုပ်ကောင်းရဖို့မိမိစိတ်ဝင်စားတာတွေကိုသိအောင်လုပ်ပြီးအလုပ်အတွေ့အကြုံပညာရေးချင်းအသက်ပညာ skill တွေကိုဖြည့်ထားတဲ့လို့အလုပ်လျှောက်တာကောင်းလည်းပြင်ဆင်ထားပါအင်တာဗျူးတေချာဖြည့်တတ်အောင်လေ့ကျင့်ပါလူသစ်ပတ်ဝန်းကျင်သစ်ပေါင်းသင်းပြီး networking ကိုချဲ့ပါမိမိကိုလမ်းပြပေးနိုင်မဲ့ mentor coach တွေရဲ့လမ်းပြမှုကိုခံယူပါအရေးကြီးဆုံးကတော့အလုပ်မရမချင်းစက်တိုက်ရှောင်နေဖို့လိုအပ်ပါတယ်တန်ဖိုးငယ်ငယ်တုန်းကလူတော်တော်များများ branded အင်ဂျီတို့ဘောင်းမီတို့ဖက်နက်တွေယူသွဖူးကြတယ်ဝတ်ထားရင်မိမိကိုယ်ကိုဓာတ်တွေတုံးနိုင်တဲ့တန်မိုးမြင့်နဲ့ယူဆကြတယ်အသက်အရွယ်တစ်ခုရောက်ပြီးပညာပြည့်စုံပြီး career level ထဲရောက်အလုပ်လုပ်တဲ့အချိန်ဆိုရင် branded တွေကတိတ်အရေးမကြီးတော့ဘူးဘာတစ်စိမ့်မှမပါလဲ quality အရေးတွေးကောင်းတာဆိုတုံးကြတယ် branded တွေဝတ်မှသုံးမှတန်မိုးတက်တဲ့အရွယ်မဟုတ်တော့ဘူးဘာ branded မှမဝတ်ထားလဲကိုဟာတန်မိုးရှိတဲ့လူဘဝတုဒ္ဒပြည့်စုံကြွယ်ဝသူတစ်ပတ်သားအတွက်အကျိုးရှိစေမဲ့လူဆိုရင်တွေ့ချင်းစကားပြောချင်းသူတွေအထင်ကြီးသူတွေဝိုင်းနေတာတွေ့ရလိမ့်မယ် Facebook တီထောင်သူဆိုရင်နေတိုင်းအင်ကြီးအယောင်တစ်မျိုးတည်းပဲဝတ်ပြီးကပ္ပအချမ်းသာဆုံးစီးရင်ဝင်တည်အောင်မို့သူ့ကိုအထင်ကြီးကြတယ်တန်မိုးဆိုတာဈေးကြီးတာတွေဝတ်မှမဟုတ်ပဲမိမိကိုယ်ကိုတန်မိုးရှိအောင်လုပ်တတ်ဖို့လည်းအရေးကြီးပါတယ်လူတွေကမတူညီတဲ့ background တွေ့ကြုံကလာကြတဲ့လူတွေပါပဲကိုယ့်ရဲ့ဘဝပုံမြင်ထဲမှာကိုကသူများကိုပဲအားကြနေတာစပုတ်ဆက်ရန်အဖြစ်ပဲရှိမနေပဲရဲရဲဝင်းဝင်းနဲ့သူရဲကောင်းဘရင်မတယောက်လိုကိုယ့်ရဲ့အနာဂတ်ကိုဖန်တီးမဲ့သူတည်ဆောက်မဲ့သူဖြစ်ပဲတွေးထားပါမိမိရဲ့အနာဂတ်ဟာမိမိရဲ့လက်ထဲမှာပဲရှိပါတယ် Career Coaching Story ခရီးကပြန်လာပြီး Career Coaching ပြန်လုပ်ပြီးဖြစ်တော့တချို့တွေလာတိုင်ပင်ကြတယ်နိုင်ငံခြားမှာမိဘနဲ့အဝေးမှာနေရတာတိုင်ပင်ဆွေးနွေးမဲ့လူမရှိတော့ရှေ့လျှောက်ရမဲ့လမ်းတွေဆန်းတဝါဖြစ်ကြတယ်ဒီတလောဆွေးနွေးပေးဖြစ်တဲ့အထက်ကအကုတ်ကလူငယ်တွေကြုံတွေ့နေရတဲ့ case လေးတစ်ခုကိုပြပြပေးချင်ပါတယ်Aaron ဆိုတဲ့အသက်25နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့အဖေကသူ့သားရဲ့ရှေ့ဆက်လျှောက်ရမယ့်လမ်းကိုဆွေးနွေးပေးဖို့ appointment လာယူတယ်။မိဘတွေကနေမျိုးလေးတစ်မျိုးကဆိုတော့သားကိုလမ်းမှာလဲစိုးရင်ရှာတယ်။ Aaron ကထိုင်းနိုင်ငံက Bachelor Degree ကျောင်းပြီးတော့ Master Degree ကိုကျောင်းလာကပေးစရာမလိုတဲ့ဂျာမနီမှာသွားတက်တယ်။ဂျာမနီကကိုတက်မဲ့နှစ်လိုက် deposit လို့ blog account ထဲမှာယူရို1000ကျော်ထည့်ထားရတယ်။မတက်တော့ရင်ပြန်ထုတ်လို့ရတယ်။ဒါပေမဲ့ဂျာမန်စကားမတတ်ရင် internship ရှာရခက်တယ်။တခြားနိုင်ငံဂျပန်အိန္ဒိယတို့လိုနိုင်ငံမှာသွားလုပ်မှရမယ်။ဂျာမနီမှာအလုပ်လုပ်ဖို့ကစကားပြောဆိုတာနားလည်ဖို့ intermediate B1 B2 လောက်တက်ထားမှအဆင်ပြေမယ်။တေချာချိန်ပေးလေ့ကျင့်ရင်6လတစ်နှစ်လောက်နဲ့လည်းတက်နိုင်ပါတယ်
Aaron က US Student Visa ကိုဂျာမနီကနေတင်တယ်ရောက်တာမကြသေးလို့ Stone Time မရှိလို့ 214B နဲ့ညင်းပယ်ခံရတယ်။ Aaron လည်းဂျာမန်ဘာသာစကားအခက်ခဲကြောင့် English speaking နိုင်ငံကိုပြန်သွားဖို့စဉ်းစားတဲ့အခါအင်္ဂလန်ကဈေးကြီးတယ်။ Australia က visa မလွယ်။ကနေဒါနဲ့ New Zealand က visa reject တွေများတော့သူ့ passport သက်တမ်းကတိတ်မကြမ်းတော့အိုင်ယာလန်မှာပဲ IELTS လေးသက်ယူရို3000ဝန်းကျင်နဲ့ visa 8လရမယ်။သူရထားတဲ့ပွဲနဲ့အလုပ်ရှာကြည့်ရင်ရရင်လည်းလုပ်မယ်။မရရင်လည်း language school visa 2နှစ်အထိတက်ရင်အဆင်ပြေရင် master degree ကတစ်နှစ်ပဲမို့တက်မယ်။ကျောင်းလာကတော့ယူရို2000 3000လောက်ရှိတယ်။ Aaron ကို Ireland မှာ master degree တက်မယ်ဆိုရင်360 degree အသုံးဝင်တဲ့ဘွဲ့မျိုးရွေးတက်ဖို့အကြံဉာဏ်ပေးလိုက်တယ်။အသက်20ကျော်ပဲရှိသေးရမို့ဘဝနဲ့ဆိုင်တဲ့ဆုံးဖြတ်ချက်တစ်ခုချမယ်ဆိုရင်တေချာစဉ်းစားဖို့လိုမယ်။ဖြစ်နိုင်တဲ့ risk တွေတွက်ထားရမယ်။မဟုတ်ရင်ရွာလည်နေပြီးပတ်စံကုန်အချိန်ကုန်သွားတတ်တယ်။ career coaching လုပ်ပြီး roadmap ချပေးပြီး clear goal ကိုမြင်တတ်အောင်အကြံပေးလိုက်တော့သူလဲ decision တစ်ခုရပြီးသူလဲ direction တစ်ခုရပြီးလမ်းကြောင်းတစ်ခုပေါ်အချိန်တူတူနဲ့မြန်မြန်ရောက်သွားမယ်။ financial intelligence ဖြစ်အောင်လေ့လာသင်ယူပါကျွဲဝချမ်းသာတဲ့သူတွေကပတ်စံကိုတရားဝင်ဘယ်လိုရိုက်ထုတ်ရမလဲဆိုတာသိကြတယ်ပတ်စံကိုလက်ထဲမှာကင်ထားရင်တေးသေးလာတယ်ကျုံသွားတာပဲရှိမယ်ပတ်စံကိုဘယ်လိုတိုးပွားနိုင်မလဲရိုက်ထုတ်နိုင်မလဲ financial intelligence ဖြစ်အောင်လေ့လာသင်ယူရမယ်ကုန်စည်နှုန်းတွေတက်လာတာရဲ့ငွေကြေးဖောင်းပွားလာတာတွေကြောင့်ရလာတဲ့ဝင်ငွေကနည်းနည်းလာကြတယ်ဝင်ငွေကောင်းတဲ့အလုပ်လဲလုပ်ပတ်စံကိုတိုးပွားအောင်လုပ်မှကိုနေခြင်းတဲ့ lifestyle မှာနေလို့ရမှာပါတနေ့ကကျမနောက်နှစ်ငယ်ကြာရင်လုပ်ဖို့စဉ်းစားထားတဲ့အလုပ်တစ်ခုကိုအတွေ့အကြုံများတဲ့အန်ကယ်ကြီးတစ်ယောက်ကိုပြဆွေးနွေးကြည့်တာသူကအဲ့ဒါကောင်းတယ်အေးလူနဲ့ပတ်စံများများဝင်တဲ့ business ပဲလို့ပြောတယ် financial education ကောင်းရင်ဘယ်ဟာကိုရင်းနှီးမြှုပ်နှံရင်တိုးပွားလာမလဲပတ်စံရေးလို့ဘယ်လိုဝင်လာမလဲစဉ်းစားတတ်လာမယ်ရှားလိုက်သုံးလိုက်ကုန်သွားလိုက်မဖြစ်ရလေအောင်ပတ်စံကိုစုပြီးတေချာပေါက်အမျက်ပြန်ရနိုင်မဲ့တိုးပွားနိုင်မဲ့အရာတွေမှာရင်းနှီးမြှုပ်နှံခြင်းဖြင့် financial freedom ဖြစ်လာပြီးဘဝမှာငွေရေးကြေးရေးမှာစိတ်ပူပင်ရတာကင်းဝေးပြီးအောင်မြင်မှုရလာပါလိမ့်မယ်မိမိရဲ့ငွေရေးကြေးရေးကိုစီမံခန့်ခွဲနိုင်ကြပြီလားပတ်စံတိုးပွားအောင်လုပ်ပါအမေရိကန်နိုင်ငံကအောင်မြင်တဲ့ရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်တဲ့ဝိုင်ယန်ဘတ်ဖက်ရဲ့နေအိမ်က10စုနှစ်6ခုတိုင်နေပါပြီဘတ်ဖက်ကဒေါ်လာဘီလီယံ150ကျော်ကျွဲဝပြီးကမ္ဘာပေါ်ကအချမ်းသာဆုံးနံပါတ်10စီးရင်ဝင်ပါအဲ့ဒီအိမ်ကိုဒေါ်လာ3,1500နဲ့1958ကလေးကဝယ်ယူနေထိုင်ခဲ့ပြီးဒီနေ့မှာတော့ဒေါ်လာ1.3 တန်းတန်ဖိုးရှိနေပါပြီအခန်းငါးခန်းအကျယ်ဝန်း6580စတုရန်ပီရှိပြီးခြံကျဲ3.83ဧကဝန်းကျင်ကျယ်ဝန်းပါတယ်ဘတ်ဖက်ကတော့အိမ်ထက် stock ကိုရင်းနှီးမြှုပ်နှံရတာအားသာပါတယ်အိမ်ဝယ်မဲ့ပတ်စံတွေကို stock မှာရင်းနှီးမြှုပ်နှံလိုက်ရင်ပုံမတိုးပွားနေပြီလို့ဆိုပါတယ်အိမ်မဲဝယ် stock ပဲဝယ်ပတ်စံတွေကိုလက်ကားမထားပဲရင်းနှီးမြှုပ်နှံခြင်းဖြင့်အချိန်နဲ့အမျှတိုးပွားလာမှာပါကိုပိုင်အလုပ်လုပ်တင်လား9ထူကျော်လုပ်တင်လားကိုပိုင် business လုပ်တဲ့အခါလွတ်လပ်တယ်သူတို့ဘာစကားနားထောင်စရာမလိုဘူးချုပ်ချယ်ခံရတာနဲ့တဲ့အာရှတိုက်ကလူတော်တော်များများကကိုပိုင်စီးပွားရေးလုပ်ရတာကြိုက်ကြတယ်အမေရိကန်နိုင်ငံကကုမ္ပဏီမှာလုပ်ရင်တော့လူများနဲ့ဆက်ဆံရတယ်သူတို့ဘာစကားနားထောင်ရတယ်လူတွေနဲ့ပေါင်းသင်းဆက်ဆံရလို့ networking တိုးစေတယ်ကိုထက်တော်တဲ့လူတွေစီကတင်ယူလို့ရတယ်ကို skill တွေတိုးတက်အောင်လုပ်ပြီး legal လို့တဆင့်ပြီးတဆင့်တက်သွားလို့ရတယ်လစာများတဲ့အလုပ်တစ်ခုပြီးတစ်ခုပြောင်းလို့ရတယ်ကိုပိုင်စီးပွားရေးလုပ်ရင်အလုပ်ချိန်ရှည်လို့ work life balance ရဖို့ခက်တယ်လုပ်ငန်းစတင်တည်ထောင်တဲ့ကာလမှာပုံစံတစ်ခုကြဖို့တည်ငြိမ်ဖို့တော်တော်လေးစူးစမ်းအားထုတ်ရတယ် scale နဲ့ service ရှိမှအမြတ်ရနိုင်မယ် weekend တွေပိတ်ရက်တွေလည်းလုပ်ရမယ်စိတ်ဖိစီးမှုများပြီးအလုပ်သမားတွေငါတာဝန်ထမ်းတည်မြဲဖို့တာဝန်ယူရမယ်အစအဆုံးကိုယ်တိုင်လုပ်တတ်ရမယ်ကိုပိုင်လုပ်နဲ့အောင်မြင်အဆင်ပြေတဲ့လူတွေရှိသလိုကြာရှုံးတဲ့လူတွေလည်းအများကြီးပဲအရင်တနဲ့ထက်မကြီးပွားနိုင်ပဲရွာလည်နေတဲ့လူတွေလည်းရှိတယ်အမြင့်များနိုင်တယ်လို့ risk လည်းများနိုင်တယ် health insurance ကကိုယ်တိုင်ဝင်ရတယ်လို့ဝန်ထမ်းတွေအတွက်လည်းတာဝန်ယူပေးရတယ်ကုမ္ပဏီမှာလုပ်တာအလုပ်ပြီးရင်စေရေးလည်းအိမ်ပြန်တာဝန်ရှိမနေဘူးအလုပ်မှာလူလို့အုံခေါ်လဲမတွားချင်လဲဖုံးမကင်လို့ရတယ် stable income ရှိပြီးကိုယ့်ဘဝကိုပလန်ချထားလို့ရတယ်နှစ်တိုင်း vacation ထွက်လို့ရတယ်လို့ public holiday တွေမှာအလုပ်မလုပ်ချင်လဲရတယ်
အိမ်ပြန်လာရင်ပိုနေတဲ့အချိန်တွေကိုဝါနာပါပြီးစိတ်ချမ်းသာစေမဲ့ side business လုပ်ပြီး group ဖြစ်အောင်လုပ်လို့ရသေးတယ်။လစာတွေကိုလည်း investment လုပ်ပြီးတိုးဖွားအောင်မြန်မြန်လုပ်လို့ရတယ်။ business အတစ်တစ်ခုကအမြတ်ရဖို့3-5 နှစ်လောက်လုပ်ရပေမဲ့ကုမ္ပဏီမှာ9နှစ်လောက်ဆိုလစာတော်တော်မြင့်နေပြီကိုပိုင် business လုပ်မယ်ဆိုရင်စနစ်တကျလုပ်တတ်ဖို့အများကြီးသင်ယူလေ့လာပြီးမှစနစ်တကျပို့လုပ်တတ်ပါလိမ့်မယ်အရာတိုင်းမှာကောင်းတာနဲ့ဆိုတာတွန်တွဲနေတာမို့အလုပ်တစ်ခုမှာမနစ်မြုပ်ခင်အချိန်နဲ့ငွေတွေမကုန်ခင်မှာတေချာစဉ်းစားရွေးချယ်ဖို့လိုပါလိမ့်မယ်နိုင်ငံရဲ့ခြားမှာလစာကောင်းတဲ့အလုပ်ရချင်ရင်ဘာလုပ်သင့်လဲအသက်30ဝန်းကျင်ဘွဲရထားတဲ့မောင်ကောင်းဆိုတဲ့လူငယ်တယောက်ကမေးတယ်ကျောင်းမိတာက4နှစ်ကျော်ပါပြီမိဘတွေကတောကတောင်တူလေသမားတွေမို့နွမ်းပါပါတယ်မြန်မာပြည်မှာပဲအလုပ်လုပ်ပြီးမိဘတွေကိုလှုပ်ကြွေးပါတယ်ဒါပေမဲ့ဝင်ငွေမကောင်းလို့စိတ်တိုင်းမကြဘူးမိဘတွေကအသက်ကြီးနေပြီမို့မသေးခင်မိဘကျေးဇူးကိုအပြည့်အဝဆက်ခွင့်ရခြင်းလို့ပတ်စံများများရပြီးမိဘကိုအမြန်ဆုံးလှုပ်ကြွေးနိုင်ဖို့ဘယ်နိုင်ငံသွားတင်လဲဘယ်လိုင်းတွေလိုက်တင်လဲအကြံပေးပါဦးခုနိုင်ငံမဟုတ်တဲ့တခြားနိုင်ငံတစ်ခုကိုရောက်သွားရင်တန်ပြီးလစာကောင်းတဲ့အလုပ်တန်းရဖို့ခက်ခဲပါတယ်အလုပ်စလုပ်ရင် entry level ကဝင်ရတာပါလစာကလည်းအသုံးစရိတ်အပြင်နည်းနည်းလောက်ပဲပိုနိုင်ပါတယ်အလုပ်လုပ်ရင်ကိုယ့်ရဲ့ skill တွေတိုးတက်အောင်ကြိုးစားမယ်ဆိုရင်9နှစ်အတွင်းလစာတက်နိုင်ပါတယ်လစာမတက်ရင်လစာပို့ပေးတဲ့ကုမ္ပဏီအတစ်ကိုပြောင်းပါတကယ်ကြိုးစားတဲ့လူဆို10နှစ်အတွင်းလစာ2ဆလောက်ဖြစ်နေပါပြီဘယ်လိုင်းတွေတက်တင်လဲဆိုတာကတော့ကိုဝါနာပါပြီးစိတ်ဝင်စားတဲ့အလုပ်တွေမှာလစာတွေဘယ်လောက်ရလဲအမြင့်ဆုံးကဘယ်လောက်လဲလေ့လာပါအဲ့ဒါနဲ့ကျင်းနိုင်တယ်ဆိုမှအချိန်ကုန်ခံပါတိုးတက်တဲ့နိုင်ငံမှာဝင်တိုးချင်ရင်လစာကောင်းတဲ့အလုပ်ရပြီးချွတ်ချွတ်မောမောနဲ့နေတိုင်းလှုပ်သွားခြင်းအဲ့ဒီနိုင်ငံကလူတွေတက်2ဆ3ဆပိုကြိုးစားမှဒီလိုနေရာရဲ့ရောက်နိုင်မယ်ဆိုတာသတိချက်ထားပါကြိုးစားတဲ့လူတိုင်းအတွက်ရလဒ်ကောင်းတွေရှိတယ်ကြေးရွာလေးတွေမှာကြီးပြင်းပြီးစင်ကာပူမှာအကောင့်တင်းမန်နေဂျာရာထူးထမ်းဆောင်နေတဲ့ထက်ရဲ့ကြိုးစားခဲ့ပုံအစဉ်စဉ်ကိုနီလန်းရှာအားယူနေတဲ့မျိုးဆက်တစ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်ထက်ကိုလူဦးရေ1000-2000ပဲရှိတဲ့ကြီးရွာတစ်ခုမှာမွေးဖွားခဲ့တဲ့2001-2004ခုနှစ်မှာ Bachelor of Commerce နဲ့မြန်မာပြည်မှာကျောင်းပြီးခဲ့တဲ့2005ခုနှစ် FCCI Level 3ကိုအကောင့်တင်းပြီးခဲ့တဲ့2006ခုနှစ်မှာ FCCI Level 3ကိုကျောင်းသားတွေကိုစာစတင်ပြီး guide လုပ်ဖြစ်တယ်အဲ့ဒီမှာ6လဆရာမလုပ်ခဲ့တယ်2006ခုနှစ်ဇွန်လမှာ ACC ကို join ခဲ့ပါတယ်အဲ့ဒီနောက်စင်ကာပူကိုတငယ်ချင်းနဲ့အတူ2009ခုနှစ်မှာထွက်ခဲ့ကြတယ်စင်ကာပူထွက်လာတဲ့အချိန်မှာ ACCA Part 3ရောက်ခဲ့ပါပြီ2005ခုနှစ်မှာ Oxford University ကနေပြီးတော့အကောင့်တင်းနဲ့ပွဲရခဲ့တယ်Working Experience အနေနဲ့ကတော့2008ခုနှစ်မှာပထမဆုံးအလုပ်ရခဲ့တယ်2009-2008ခုနှစ်အချိန်ကအလုပ်ရှားတဲ့အချိန်မှာစီးပွားပြက်ကတ်ဆိုင်တာဖြစ်နေတာဖြစ်ပြီးအလုပ်လွန်ရှားခဲ့ပါတယ်အဲ့ဒီအချိန်တွင်းမှာအလုပ်5ခုပြောင်းခဲ့ပါတယ်ထက်အသက်29နှစ်အရွယ် SME ကုမ္ပဏီတစ်ခုမှာအကောင့်တင်းမန်နေဂျာစဖြစ်ခဲ့တယ်အဲ့ဒီအလုပ်ကနေကျမကြီးအခြေအနေရ2020ပြည့်နှစ်မှာအလုပ်ကခဏအနားယူခဲ့တယ်အနားယူပြီးလူသစ်စိတ်သစ်ကနေပြန်စချင်တာတော့တခါမှမလုပ်ဘူးတဲ့အလုပ်ကိုစလုပ်ခဲ့တယ်စင်ဘူမှာအလုပ်လုပ်နေပေမဲ့ထက်ကတရုတ်စကားမန်ဒရင်းလိုလုံးဝမတတ်ပါဘူးဒါပေမဲ့အလုပ်ရှာရမှာတော့ခက်ခဲသိမ်းရှိခဲ့ပါဘူး language ပါတဲ့စကားကအရေးကြီးတယ်ဆိုပေမဲ့မိမိရဲ့အလုပ်ကိုနားလည်ပိုင်နိုင်နေဖို့ကပိုအရေးကြီးတယ်လို့သုံးသပ်မိပါတယ်အထက်ပါအကြောင်းအရာလေးကတော့လူနည်းစုပဲတည်တဲ့ကြေးရွာလေးတစ်ရွာမှာကြီးပြင်းခဲ့တဲ့ရီမန်းချက်ကြီးထားပြီးဆင်ဆက်မပြတ်ကြိုးစားခဲ့တဲ့ထက်ရဲ့ကြိုးစားလာပုံအဆင့်ဆင့်ပါသူ့လိုအတူယူကြိုးစားမယ်ဆိုကိုလည်းတစ်နေ့မှာနိုင်ငံကြီးတစ်နိုင်ငံမှာလစာကောင်းကောင်းနဲ့ရပ်တည်နိုင်မှာပါလူချင်းနဲ့ lifestyle နဲ့နေရဖို့အချိန်ဆောင်ပေးပါတချို့တွေကလူချင်းရင်ချက်ချင်းရမှနိုင်ငံရဲ့ချမ်းရောက်ပြီးမိဘနဲ့အဝေးမှာဆိုထိမ့်သိမ့်မဲ့လူမရှိတော့ပိုဆိုးတယ်credit card တွေကလည်းရှောက်ချင်တိုင်းပေးနေတော့ဝယ်ချင်တာတွေဝယ်ကားကောင်းစားတွေ iPhone တွေဆိုလဲထွက်တိုင်းဝယ် branded ပစ္စည်းတွေထည့်လဲသုံးနိုင်တယ်တထေးပေါ့ဒါပေမဲ့လကုန်ရင်ဘေးတွေလာရင်ပေးဖို့မရှိဘူးရတဲ့ဝင်ငွေနဲ့မလောက်ဘူးဒီလိုနဲ့အကျွေးပတ်လဲဝိုင်းလာတယ် credit card တွေတစ်ခုပြီးတစ်ခုရှောက်ဖို့လိုလာတယ်လူတော်တော်များများကစိတ်ခံစားမှုနောက်ကိုလိုက်ပြီးချက်ချင်းလူရင်းဆန္ဒပြေဝရမှမဆောင်နိုင်ကြတဲ့လူတွေပါရုပ်ရှင်ကြည့်မယ်စားအကြောင်းမှာအမှတ်ကောင်းအောင်စာဖတ်မယ်
တေးသေးလေးတွေရှောက်ဝယ်မဲ့စား vacation သွားဖို့စုထားမယ်ပတ်စံတွေရှောက်ဖြုံးမဲ့စားဦးစားမင်းစားအတွက်စုဆောင်ထားမယ်ငွေတွေတိုးပွားလာအောင် investment လုပ်ထားမယ် iPhone အသစ်ထွက်ပေးမဲ့အဟောင်းလေးနဲ့ကျင်းနေမယ်အတစ်ထွက်တိုင်းလဲဆရာမလို့ဘူးကားဆိုလဲတော်ယုံဆိုရပြီမိမိကိုယ်ကို self discipline လုပ်နိုင်သူစိတ်ရှည်တီးခံစိတ်ထိန်ချုံနိုင်တဲ့လူတွေမှာဒါတွေ့ရမယ်ရုတ်တရက်ခဏသာလူထင်ကြီးမှုပိုရမိမဲ့ကြာလာရင်စိတ်ညစ်စရာတွေအများကြီးတွေ့လာနိုင်တယ်အရာရာထွက်တိုင်းလိုချင်နေတဲ့မိမိရဲ့အုံနောက်ကိုဆန္ဒနဲ့ထိန်ချုပ်ပါအုံနောက်နဲ့ဆန္ဒကိုထိန်ချုပ်ပါလိုချင်တဲ့အရာကိုခဏခဏသွားမကြည့်ပဲနေပါ3ရက်10ရက်လောက်ဆောင်ပြီးမှကြိုက်သေးတယ်မရှိမဖြစ်လိုအပ်မှဝယ်ပါတခြားအလုပ်တွေနဲ့အလုပ်များနေရင်လိုချင်တာတွေအတစ်ထက်တိုင်းမဝယ်မိတော့ပါဘူးချမ်းသာကြွယ်ဝတဲ့မီလီယံနာတွေမှာရှိတဲ့ဝင်ငွေ9မျိုးကမ္ဘာချမ်းသာဆုံးစရင်ဝင်ဝိုင်းရန်ဘတ်ဖက်ကပြောဖို့တဲ့အဲ့ဒီချိန်မှာတော့ငွေဝင်အောင်မရှာတတ်ရင်အသက်အရွယ်ကြီးလာတဲ့အထိအလုပ်လုပ်နေရလိမ့်မယ်ချမ်းသာကြွယ်ဝတဲ့မီလီယံမှာရှိတဲ့ဝင်ငွေ9မျိုးကဘာတွေလဲတဲ့အလုပ်လုပ်လို့ရတဲ့ဝင်ငွေနေ့တိုင်းအလုပ်လုပ်ရင်ရတဲ့ဝင်ငွေလူတိုင်းကအဲ့ဒီကနေစရတယ်ဒါပေမဲ့ချမ်းသာကြွယ်ဝတဲ့မီလီယံနာတွေကအဲ့ဒီမှာမရက်သွားကြဘူးနံပါတ်1 stock ဝယ်ပြီးဈေးသက်သွားလို့ရတဲ့ဝင်ငွေ3အိမ်ငှားစားလို့ရတဲ့ဝင်ငွေအိမ်တွေပိုင်ရင်ငှားစားရင်လည်းလစဉ်ဝင်ငွေရပါတယ်ဒါပေမဲ့ passive income လို့ပြောလို့တော့မရဘူးအိမ်ငှားတွေနဲ့ဆက်ဆံရပြီးပျက်စီးတာတွေပြင်ရတာအိမ်ငှားကမပေးရင်တောင်းရတာတရားစွဲရုံးတက်ရတာတွေရှိတာမလို့အချိန်နဲ့ management skill တွေလိုအပ်ပါတယ်4စီးပွားရေးလုပ်လို့ရတဲ့ဝင်ငွေကိုကျွမ်းကျင်ပြီးဝါနာပါတဲ့စီးပွားရေးဆို coffee shop ကစပြီး touch step up အထိဝင်ငွေကောင်းနိုင်ပါတယ်တချင်းဆိုတာစားအုပ်ထုတ်တာတီထွင်ဖန်တီးတာတွေကလည်းဝင်ငွေဖန်တီးနိုင်ပါတယ်ပေါက်တဲ့တချင်းတစ်ပုတ်ရေးရင်ရာသက်ပံ income ရမှာပါအိမ်ရောင်းတာ stock ရောင်းတာကနေလဲကိုဝယ်ထားတာကမြတ်ရင် capital gain ရနိုင်ပါတယ်အမြဲရမယ်မဟုတ်ပေမဲ့တွက်ချက်စွန့်စားရင်ငွေများကြီးရနိုင်တဲ့ gain ချိန်ကြဖြစ်နိုင်ပါတယ်အတိုးကရတဲ့ဝင်ငွေသူတစ်ပါးကိုပတ်စံချေးပေးတာအတိုးရရင်ဝင်ငွေရနိုင်ပါတယ်ချမ်းသာကြွယ်ဝဖို့မီလီယံနာဖြစ်ဖို့ဆိုတာမာရသွန်ပြိုင်ပွဲလိုအမြန်လုပ်ဆရာမလိုဘူးစိတ်ရှည်ပြီးဆွဲရှိရမယ်အမြဲလေ့လာစဉ်းစားတွေးခေါ်အမြုံမြင်ရှိဖို့လည်းလိုအပ်တယ်လို့ networking တော်တဲ့လူတွေနဲ့ပေါင်းသင်းဆွေးနွေးပါဘာလို့အကြီးကြီးကနေစလုပ်ဖို့မလိုဘူးတေးတေးကနေစပြီးကြီးပွားအောင်လုပ်လို့ရတယ်ပိုကောင်းတာတွေရဖို့ပိုလုံးမှပိုကြိုးစားမှဖြစ်မှာပါမဖြစ်လာတာတွေကိုတွေးပူနေတာထက်လုံရင်အတွေ့အကြုံရရင်ဖြည့်ရှင်းသွားလို့ရပါတယ်ကျေးဇူးတင်လွှာဒီစာအုပ်လေးကိုအဆုံးထိအသေးချာဖတ်ပေးကြလို့ကျေးဇူးအထူးတင်ပါတယ် Move from America ကိုယုံကြည်ချစ်ခင်အားပေးကြတဲ့ပရိသတ်တွေမရှိဘဲ Move from America ဆိုတာဖြစ်လာမှာမဟုတ်ဘူးဒီစာအုပ်လေးဖတ်ပြီးအကျိုးသက်ဆုံးတရားရရှိမယ်လို့မျှော်လင့်မိပါတယ်ရှင်မိုးရဲ့ဘဝမှာကျေးဇူးအထူးတင်ထိုက်သူတွေကတော့မိုးပါလို့ကူညီထောက်ပံ့ပေးကြတဲ့မိဘတွေနဲ့မောင်နှမတွေပါနောက်ထပ်ကျေးဇူးတင်ထိုက်သူတွေကမိုးရဲ့မန်တာတွေအကိုဝင်းခွဲတွေကျောင်းကဆရာဆရာမတွေတင်ဆရာမြင်စာကြားဆရာတွေတငယ်ချင်းတွေအခန်းဖော်တွေပါအခက်ခဲတွေဘလောက်ရှိလက်မလျှော့ရှုံးမပေးပဲစိတ်သက်ကြံ့ခိုင်အောင်လေ့ကျင့်ပေးခဲ့တဲ့သူတွေဘဝတစ်ခွေမှာကြုံတွေ့ခဲ့တဲ့လူတိုင်းကိုရှင်မတ်တဲ့ကလိုက်လဲကျေးဇူးတင်ရှိပါတယ်ဒေါက်တာမိုးစာရေးသူ၏ကိုရေးအချင်းဒေါက်တာမိုးကိုရန်ကုန်မြို့တွင်ဖွားမြင်ခဲ့ပါသည်အထက်တန်းအောင်မြင်ပြီးဩစတြေးလျနိုင်ငံတွင်စီးပွားရေးပညာသင်ကြားခဲ့ပါတယ်အသက်20အရွယ်တွင်မြန်မာထိုင်းတရုတ်နိုင်ငံအာရှနိုင်ငံများတွင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခဲ့ပါတယ်၎င်းနောက်ဆေးပညာကူညီရေးလူမှုရေးကူညီရခြင်းကိုပုံမှုစိတ်ဝင်စားအားသန်လာပြီးအမေရိကန်နိုင်ငံတွင်ဆေးပညာတိတ်ပံကိုသင်ယူခဲ့ပြီးဆေးပါရဂူပွဲကိုရရှိခဲ့ပါတယ်အားလက်ချိန်တွင်စာဖတ်ခြင်းစာသင်ခြင်းစာရေးခြင်းခီးသွားခြင်းဟင်းအသည့်ဆန်းချက်ခြင်းလိုအပ်သူများကိုအကြံဉာဏ်ပေးခြင်းစိတ်သက်ခွန်အားပေးခြင်းများကိုလှုပ်ဆောင်လျက်ရှိပါတယ်ဒီနေ့ဖတ်ပြပေးခြင်းတဲ့စာအုပ်လေးကတော့ဒီမှာပဲပြီးပါပြီနားထောင်ပေးလို့ကျေးဇူးများတင်ပါတယ်နောက်နေ့ထပ်တွေ့ကြမယ်နော်ဘိုင်ဘိုင်